easy ပြောမယ်ပညာတတ်အောက်တန်းသားတွေကျွန်တော်တို့နိုင်ငံမှာရှိတဲ့ပညာတတ်အောက်တန်းသားတွေရဲ့စောက်ကျင်တွေကို star stone ကြီးပြုံးကြီးနဲ့အေးစစ်စစ်လေးပြောမယ်နော်ညာခင်းလေးမှာBoston မှာ2ညအိတ်3ရက်3ညအိတ်4ရက်နေခဲ့တယ်အဲ့ဒီကနေ New York City New York City NYC New York City ကိုသွားတယ် New York City ကနေပဲလေ New York City မှာ2ညအိတ်ပြီးတော့ဘယ်ကိုဆက်သွားလဲ New York City ကနေ Buffalo New York ပြည်နယ် Buffalo ကဘာကျော်ရေတကုံကြီးရှိတယ်ဟိုသွားရေတကုံသွားတယ်Niagara ရေတကုံသွားတယ် Niagara ရေတကုံမှာအဲ့ Buffalo Niagara ရေတကုံနားမှာတညအိတ်တယ်ပြီးတော့ Maryland Star Stone လွန်ခဲ့တဲ့4နှစ်က10လကြာနေထိုင်ခဲ့တဲ့ Maryland ပြည်နယ်ကိုသွားတယ် Maryland မှာဘယ်လောက်ကြာပါလဲမှတ်တော့မထားလိုက်တော့ date တွေအားလုံးမေ့ထားလိုက်တယ်အချိန်နေနာရီတွေနေ့စွဲတွေအားလုံး Star Stone မေ့ထားလိုက်တယ်ဟုတ်လားမေ့ထားပြီးကားပေါ်တက်လိုက်သွားတယ်ဘယ်သွားမှလဲဆိုတော့လေသွားမဲ့အချိန်ကျမှပဲသိတော့တယ်ဟုတ်လားဂီယာဖြုတ်ထားလိုက် Star Stone ဂီယာဖြုတ်ထားလိုက်တို့ရောက်ချင်တဲ့နေရာကိုရောက်ဆိုပြီးတော့တစ်ချိန်က IC ရဲ့ဆိုတော့ဖြစ်တဲ့ထွန်းအခုတော့ဖះမှုတော်ဆောင်ဆရာထွန်းရဲ့ကားပေါ်တက်ထိုင်လိုက်တယ်ဒါပဲမသွားပဲရောက်တယ်တမျိုးပြီးရောက်နေတာအဲ့တော့ Niagara ရေတကုံကနေ Maryland ကနေဘယ်ကိုလဲ Maryland ကနေ Tennessee Tennessee ပြည်နယ် Nashville Music City လို့ခေါ်တာပေါ့နော်ကဘာကျော် music တေးဂီတမျိုးတော် Nashville ဒါ Tennessee ဆိုတာ Jack Daniel whiskey ထုတ်တဲ့ whiskey စတင်ရနေရပါတော့ Tennessee ပြည်နယ် Nashville ကနေ Nashville မှာဘယ်ညအိတ်လဲထားလိုက်တော့ကျွန်တော်နေတယ်မမှတ်ထားတော့အဲ့တော့ Nashville ကနေအဲ့ဒီ Tennessee ပြည်နယ်ထဲမှာရှိတယ် Clarksville မှာ4ညအဲ့ဒါမှတ်မိတယ်အဲ့ဒီကနေ10နာရီကြာကားမောင်းရတယ်အခုဒါ Florida နယ်စပ်ကိုရောက်နေပြီ Georgia ပြည်နယ်ထဲမှာ Florida နယ်စပ်ကိုရောက်နေအဲ့တော့ပြည်နယ်တွေခင်ဗျားတို့ပြောပြနေပြည်နယ်တွေကိုပြောပြနေတာ Star Stone ခီးသွားနေသည်ဒီအတန်တော်တိုးနေတာလားအတန်တော်တိုးနေလားအတန်တော်တိုးနေတယ်ဆိုတာကျွန်တော်တိုးလေးပြောနေတာဟုတ်ဗျကြားလားကျွန်တော်ဖုန်းမှာအတန်တင်လို့ရသေးလားတိုးလေးတော့မဟုတ်ကျွန်တော် energy အများကြီးသုံးမထားဘူးလွန်ခဲ့တဲ့၄နှစ်က Star Stone မွေးဖွားရာရဲဝင်သူကနေ Star Stone ဆိုပြီးတော့ Star Stone ဆိုတဲ့နာမည်နဲ့ live တွေစတင်လွှင့်ခဲ့တဲ့ Maryland ပြည်နယ် yes ဟုတ်တယ်ဒေါ်မြင့်အေးတဲ့ဟုတ်ပါတယ် Star Stone ဆိုတဲ့နာမည်မွေးဖွားရာ Maryland ပြည်နယ်မှာရောက်ခဲ့ပါတယ်အတန်ကြားလားအတန်တိုးလားအတန်တော်တိုးလားတယောက်ကတော့အတန်တိုးတယ်တဲ့အတန်တော်တိုးလားလောက်ကြပါအောင်အတန်တော်တိုးလားစဖြုတ်တော့မယ်အတန်တော်တိုးလားအတန်တော်တိုးလားကြားတယ်မတိုးပါဘူးโอเคမတိုးရင်ပြီးတာပဲဗျကျွန်တော် energy တိတ်မတုံးတော့เนาะအကြီးတက်လေးနဲ့ပြောမှာပေါ့ အဆင်ပြေတယ် Thomas thank you ပါဆိုတော့ပညာတတ်အောက်တန်းစားတွေStar Stone ခီးသွားနေတဲ့အကြောင်းပြောပြတာ22ရက်ရှိပြီ Star Stone အိမ်ကထွက်လာတဲ့ကျုပ်ဘိုးကြီးတစ်လုံး luggage တစ်လုံးနဲ့ထွက်လာတယ်ဘယ်ရောက်မလဲဘယ်ပေါက်မလဲမသိဘူးသိတာအဲ့ဒီ Massachusetts ပြည်နယ် Boston မှာရှိတဲ့ဘုရားကျောင်းမှာ
2 ရက်ဒါစာစတုံးတက်တည်ခံတယ်ဘွားမှာပထမဆုံးတက်တည်ခံတယ်ဆိုတော့အဲ့ပြီးတဲ့တောက်လျှောက်မသွားတဲ့ခကြီးတွေကိုရောက်နေတယ်မသွားတဲ့ခကြီးတွေကိုရောက်နေတယ်တမျိုးပြီးတမျိုးရောက်နေတယ်တမျိုးပြီးတမျိုးတွေ့တယ်ဂျိုးသားတွေအများကြီးနဲ့တွေ့ရတယ်ဂျိုးသားတွေအများကြီးနဲ့တွေ့ရတယ်Star Stone ဟိုဘာခေါ်လဲ Star Stone ရဲ့ဂျိုးသားတွေအများကြီးနဲ့အပြင်မှာတွေ့ရတယ်ဝမ်းသာတယ်ဂျိုးသားတွေအများကြီးနဲ့တွေ့ရတယ်နောက်သွားရတဲ့နေရာမှာဂျိုးသားတွေနဲ့တွေ့ရတယ်ဝမ်းသာတယ် Star Stone live တွေကိုပြီးခဲ့တဲ့4 နှစ်လုံးကြည်လာခဲ့ကြတဲ့ဂျိုးသားတွေနဲ့တွေ့ရတယ်အမြေပြင်မှာဆင်းပြီး Star Stone ကွင်းစင်းနေတာ Star Stone ကွင်းစင်းနေတာဂျိုးသားတွေနဲ့တွေ့ရတယ်ဝမ်းသာတယ်အတန်နည်းနည်းတိုးတဲ့ဆရာသမားဟိုဖုန်းလေးမှာအတန်ချိန်လိုက်ပါလားနော်17 နာရီထိုးတော့မှာဆိုတော့ကျွန်တော် energy အရန်သုံးလိုက်ရင်ဘေးနားအိမ်တွေလန့်သွားမှာဆိုကျွန်တော်ရဲ့အတန် power ကြီးနဲ့ဖြုတ်လိုက်ရင်ဘေးနားအိမ်တွေလန့်သွားမယ်ကြားလုံးမဲ့ဂျိုးသားတွေအခြေအနေနော်ဂျိုးသားတွေအခြေအနေဟိုနေ့ကအောက်ဒန်းစားဆိုတဲ့ live ကိုဘယ်မှာလွှင့်ခဲ့တာလဲ Tennessee ပြည်နယ် Clarksville မြို့မှာလွှင့်ခဲ့တယ်ဟာလားလွှင့်ခဲ့တယ်မပြီးဘူးအပြင်သွားစရာရှိတယ်ပြင်သွားစရာရှိရတယ်တနာရီခွဲကြာပြောပြီးမှရေလက်ဖြုတ်ပြီးမှအပြင်ထိုးရတယ်ဒါဒုတိယပိုင်းမှာတော့ကျွန်တော်ဟိုနေ့ကပြောထားတဲ့အတိုင်းပဲပညာတတ်အောက်တန်းစားတွေအကြောင်းကိုပြောမယ်ကဲဟုတ်ပြီလှမင်းထွေးပထမဆုံး live ကြည့်ဘူးလား okay ဝမ်းသာတယ်ဗျာဝမ်းသာပါတယ်ဒီ live ကနေလည်းခင်ဗျားတို့အားလုံးတစ်ခုခုရသွားဖို့ကျွန်တော်မျှော်လင့်တယ်ဒီ live ကနေခင်ဗျားတို့တစ်ခုခုရသွားဖို့ကျွန်တော်မျှော်လင့်တယ်အဲ့တော့ပညာတတ်အောက်တန်းစားဆိုတာဘယ်လိုတွေကိုခေါ်တာလဲပညာတတ်အောက်တန်းစားတွေကတိုင်းပြည်မှာဘယ်လောက်ဘယ်လိုခေါ်မလဲတိုင်းပြည်မှာဘယ်လောက်ဆိုးလဲပညာတတ်အောက်တန်းသားနဲ့ရိုးရိုးအောက်တန်းသားနဲ့ဘယ်သူအဖို့အနေနဲ့ကြီးလဲဒါတွေကိုဒီနေ့ live မှာပြောသွားမှာဖြစ်တယ်ရောက်လာတဲ့တွေ့အားလုံးကျေးဇူးအများကြီးတင်တယ်ခင်ဗျားတို့ရဲ့ Sunday morning လေးမှာကျွန်တော်ဖြုတ်မယ်ဘယ်နိုင်ငံမှာလဲဆိုတော့ကျွန်တော်ကတော့ရွတ်ပြလိုက်တဲ့ပြည်နယ်တွေက American ပြည်ထောင်စုမှာပါ American ပြည်ထောင်စုမှာပါ America မှာပါကျွန်တော် dancing ပြောတာခင်ဗျားမမုန်းဘူးလားအဆင်ပြေရမလားအေးအဆင်ပြေပြီးရပါမပြေလဲစီးတယ်ဗျာတန်းကြိုက်တယ်โอเคရောက်လာလူအားလုံးကျေးဇူးများတင်တယ်ခင်ဗျားတို့တခုခုရသွားပါစေလို့ကျွန်တော်ဆုတောင်းတယ်နော်အစွန်းရောက်ချင်းကမကောင်းပါဘူးပဲတဲ့အစွန်းကိုမင်းကဘယ်ပေတံနဲ့တိုင်းတာတော့ဘယ်အဆုံးကိုမင်းရောက်ဘူးလေအဆုံးတွေကိုရောက်ဘူးလားအဆုံးတွေကိုသွားကြည့်ဘူးလားဟမ်လေးပြတဲ့ချင်းကောင်းနေရောက်လာမိုးကုတ်စဝိုင်းရဲ့အဆုံးတစ်ဖက်မှာပါတွေရှိမယ်လွင်ပြင်းကျဲဟိုပတ်စုံကဒဏ္ဍာကြီးပုံဆောင်ကယုံကြည်စွာရှာဖွေဆဲပါချိန်တွေကြာခြေကုံလက်ပန်းကြအိမ်ကိုပြန်မဲ့ငါစိတ်ကူးမှမောင်ဝင်နေပြီငါတယောက်တည်းအဝေးဆုံးမှလမ်းပြောင်းနေပြီဆိုတဲ့ချင်းခေါင်းနဲ့ရောက်လာတယ်ဟလာအဲ့ဒီချင်းအော်ဆိုမှကောင်းလာဗျဒီလောက်တန်နေတဲ့အဆင်မပြေဘူးငါအော်ဆိုမှကောင်းတာအတော်ဆိုအော်ဆိုပြတတ်တယ်အဲ့ဒီချင်းအော်ဆိုပြတတ်တယ်နောက်မှဆိုပြမယ်ကြုံရင်ဆိုပြမယ်နော်ရေးလည်းဖြုတ်ပြမယ်โอเคခင်ဗျားဘယ်အစုံတွေကိုရောက်ဘူးလဲအစုံတွေကိုသွားရေးလားသွားရေးတဲ့တတိရောရှိလားအစုံတွေကိုသွားရေးတဲ့တတိရှိလားအစုံတွေကိုမရောက်ဘူးပဲမသွားရဲပဲနဲ့အစုံတွေကိုသွားမကြည့်ဘူးပဲနဲ့လူတကောင်လိုက်ပြီးတော့ရွှေ့ရနေရာတိုင်းမှာတွေ့ရချေရတိုင်းလားအဲ့ဆိုငါ့ကိုဖဏငါဆိုတဲ့ကြက်ဖားရဲ့စကားဆိုတဲ့တခြင်းတွေကလို့ရှော့ပြီးတော့တွေ့တဲ့နေရာမှာတွေ့တဲ့လူတွေကိုရွှေ့တဲ့နေရာမှာခင်ဗျားသွားရနေရာမှာတွေ့တဲ့လူတွေကိုလိုက်ပြီးတော့ခင်ဗျားရဲ့ပေါင်ကြားထဲမှာရှိတဲ့ဟာလောက်ရှိတဲ့ခင်ဗျားရဲ့စောက်သိဉဏ်နေနဲ့လိုက်ပြီးတော့မတိုင်းနဲ့အားလုံးကိုပွားနဲ့ကို
ခင်ဗျားရဲ့ပေါင်ကြားထဲမှာရှိတဲ့ဟာလောက်ရှိတဲ့ခင်ဗျားရဲ့စောက်သိဉာဏ်လေးနဲ့လူတွေကိုလိုက်ပြီးတော့မတိုင်းနဲ့အဲ့ဗေဒံနဲ့ဟာလားဆွံ့ရောက်တယ်ခင်ဗျားဆွံ့ရောက်တယ်ထင်ပေမဲ့ခင်ဗျားအဲ့လူတွေကအစုံမဟုတ်ဘူးအဲ့မှာသူတို့ဗေဒံနဲ့သူတို့တွားနေတာအဆုံးဝေးလို့သေးတယ်အဝေးလို့သေးတယ်ဟာခင်ဗျားပေါင်ကြားထဲမှာရှိတဲ့ဟာလောက်ရှိတဲ့စောက်သိဉာဏ်လေးနဲ့လူတွေကောင်ရှော့ရှော့မတိုင်းနဲ့အဲ့စောက်ချင်းအခုပြင်နင်းလိမ့်မရင်နင်းအတွက်ကြီးပဲနော်နင်းလိမ့်မရင်နင်းအတွက်ကြီးပဲသားရည်နင်းလိမ့်မရင်နင်းအတွက်ကြီးပဲဘဝတစ်ခုလုံးစားကိုဘောကိုအာရုံဆိုင်နော်ကိုပေါင်ညာထဲမှာရှိတဲ့ဟာလောက်ရှိတဲ့စောက်သိဉာဏ်လေးနဲ့တွေ့တဲ့လူတွေကိုလိုက်ပြီးတော့ခြေရမတိုင်းနဲ့ပေတံနဲ့မတိုင်းအဲ့ပေတံနဲ့ရှော့ရှော့မတိုင်းနဲ့အဲ့စောက်ချင်းကိုအခုပြင်မင်းမိဘကြီးလည်းမဆုံးမဘူးလားမင်းဆရာဆရာမကြီးလည်းမဆုံးမလိုက်ဘူးမင်းတို့ဆုံးမမယ်လို့လည်းမရှိဘူးစတာစတော့ဆောင်းရမ်းနေဆုံးမလာတာ၄နှစ်ပြည့်တော့မယ်မယ်ရီလန်းမှာစပြီးတမုံဆုံးမလာတာအဲ့စောက်ချင်းကိုပြင်ဖို့ဆုံးမလာတာပြင်ကြပါမိမိကိုမိမိအမှန်တမ်းသိမြင်နားလည်ခြင်းအောင်မြင်ခြင်းဖြစ်တယ်လောကမှာအောင်မြင်ခြင်းအစစ်အမှန်ဖြစ်တယ်အကြီးဖြစ်တယ်နော်မိမိကိုမိမိအမှန်တိုင်းသိမြင်နားလည်သွားရင်လောကကြီးမှာခင်ဗျားနားလည်သွားမယ်အရာတွေအများကြီးပဲမိမိကိုမိမိဘာမှမသိရင်တော့အဲ့ဒါသောက်တနာအကြီးပဲနော်ဆောင်းရလမ်းလေးပြောတဲ့သားကြီးရယ်ဆောင်းရလမ်းလေးပြောတဲ့သားကြီးရဖြစ်ကုန်တယ်ဘာလို့ဆိုကိုမှမသိတာကိုမှမသိတာဘာကြောင့်မှန်းမသိနင်ကြောင့်ပဲတွေးနေမိဘာကြောင့်မှန်းမသိနင်စကားပဲကြားရောက်မိဘာကြောင့်မှန်းမသိဖြစ်နေမှာပေါ့လားလူလောကကြီးကျွန်တော်ရောက်လာကြတယ်လူတွေเจ้าတော့သိရမှာပေါ့လူတွေတောင်เจ้าသိဖို့ကကိုယ်เจ้าကိုသိလိုက်ရင်ပြီးပေါ့ကိုယ်เจ้าကိုကောင်းကောင်းကြီးသိလိုက်ရင်လူတွေเจ้าကိုသိသွားရောကိုယ်เจ้าကိုကောင်းကောင်းသိလိုက်ရင်ပြီးပေါ့လားလူကကိုเจ้าကိုသိဖို့ရည်ချင်သူများအကြောင်းနေသိတာမသိတာတဲ့ကိုเจ้าကိုသိရင်တော်တော်သင်ပြေတယ်သားကြီးတို့ရဲ့အချစ်လို့ပြောတာအကောင်းပြောတာသူများအကြောင်းတွေရှောက်ဆက်စုမနေနဲ့သူများအကြောင်းတွေရှောက်ဆက်စုမနေနဲ့နော်သူများအကြောင်းတွေရှောက်မဆက်စုနဲ့ကိုเจ้าကိုသိအောင်ရင်လို့လောကမှာမိမိကိုမိမိအမှန်အတိုင်းသိမြင်နားလည်ခြင်းဟာအောင်မြင်ခြင်းပဲခင်ဗျာအောင်ပါလေချီဆူကြီး10ချိန်ပေါက်တာတက်ပို့ပြီးတော့အဲ့ဒါကောင်းတယ်နော်ကိုသိအောင်ကိုလေးလာသူများကတင်ဘဝကိစ္စတွေသူများအတွင်းရေးတွေသူများအကြောင်းတွေသူများအထာတွေရှောက်ဝင်မလေးလာကိုလေးလာကိုအကြောင်းကိုသိပါပြီးပါရတာโอเคဖုန်းလေးကကျွန်တော်ပြောခဲ့တယ်နောက်ဆုံးကျွန်တော်အောက်တန်းစားဆိုတဲ့ live မှာနောက်ဆုံးစကားလုံးကဘာလဲဆိုတော့အဲ့ဒါနေပြန်ဆက်ချင်တယ်နောက်ဆုံးစကားလုံးကကျွန်တော်မှာမျိုးချစ်စိတ်မရှိဘူးကျွန်တော်မှာမျိုးချစ်စိတ်ကမွေးရပါမလားအော်တိုပါမလားကျွန်တော်လူမျိုးမရွေးဘာသာမရွေးအသားအရောင်မရွေးဘာမှမရွေးမခွဲကြဘူးလူချစ်စိတ်ရှိတယ်ကျွန်တော်မှမျိုးချစ်စိတ်မရှိဘူးကဘာကြီးကိုချစ်တယ်ရင်းမြစ်တောတောင်ရင်းမြစ်သဘာဝအလားပါတွေကိုချစ်တယ်တိရစ္ဆာန်တွေကိုချစ်တယ်နုပညာတွေကိုချစ်တယ်တခြင်းတွေကိုချစ်တယ်ပကြီကားတွေကိုချစ်တယ်ဗမှုတွေကိုချစ်တယ်နုပညာတွေကိုချစ်တယ်ကျွန်တော်မှမျိုးချစ်စိတ်မရှိဘူးလူချစ်စိတ်ရှိတယ်ဆိုတဲ့အကြောင်းလေးနဲ့ကျွန်တော်သုံးသပ်ထားတယ်ပြီးခဲ့တဲ့အောက်တန်းစားဆိုတဲ့ live မှာအဲ့အကြောင်းလေးနဲ့သုံးထားတယ်အခုဆက်ပြောမယ်ကျွန်တော်မှငယ်ငယ်လေးတည်းကျွန်တော်မျိုးချစ်စိတ်မရှိဘူးဗျဘာသာဇွဲလည်းမရှိဘူးလူမျိုးဇွဲလည်းမရှိဘူးဒေသဇွဲလည်းမရှိဘူးကျွန်တော်အသက်20တည်းကကျွန်တော်ပြည်ပမှာထွက်နေရတာအသက်20မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာတက္ကသိုလ်ကျောင်းသားဘဝတက္ကသိုလ်ကျောင်းသားဗီဇာနဲ့ထိုင်းနိုင်ငံကိုဘန်ကောက်မြို့ရောက်သွားတာလူဖြစ်တဲ့အတွက်ကျွန်တော်မှဒေသဇွဲလည်းမရှိဘူးကျွန်တော်တစ်သလုံးပြောင်းရွှေ့နေထိုင်လာငါမတည်ငြိမ်နေမို့တိမ်မဲ
Gypsy တွေလိုမယမနာခရီးတွေနဲ့ကြိုတင်ကဇညွန်ဖမလာသူဘဝဟာမင်းသားတယောက်လိုပါအရာရာဟာချီရေးမတည်ငြိမ်ဘူးငါနေထိုင်လာတဲ့နှစ်က40မယုံနိုင်ဘူးရုပ်ရှင်ကြည်ရတယ်လို့ဘဝကစမ်းကြဲတယ် Yeah Gypsy Molding ဆုံးဝင်ထုတ်ရဲ့ Gypsy Molding ကျွန်တော်ဘွားကြီးအဲ့လို Gypsy Molding လိုမျိုးငငယ်တဲ့ပြောင်းရွှေ့နေထိုင်ရတယ်အဲ့တော့ဒေတာဆွဲမရှိဘူးလူပေါင်းစုံနဲ့ဆက်ဆံရတယ်နိုင်ငံပြောင်းရွှေ့နေထိုင်ရတယ်ခီးအများကြီးသွားရတယ်ကျွန်တော်စိတ်ကူးမရင်တဲ့ခီးတွေအများကြီးသွားရတယ်ကျွန်တော်မစီစဉ်တဲ့ခီးတွေအများကြီးသွားရတယ်ကျွန်တော်တခါမှစိတ်ကူးမထားတဲ့နေရာတွေကိုခီးသွားရတယ်ကျွန်တော်တခါမှအိမ်မဘူးတဲ့နေရာတွေကိုခီးသွားရတယ်လူပေါင်းစုံနဲ့တွေ့တယ်အဲ့တော့ကျွန်တော်မှလူမျိုးဆွဲဘာသာဆွဲနိုင်ငံဆွဲဒေသဆွဲဘာဆွဲညာဆွဲအဲ့ဒါတွေကမရှိကျွန်တော်လူမျိုးချစ်စိတ်မရှိဘူးလူချစ်စိတ်ရှိတယ်အဲ့လေကျွန်တော်ကြိုက်တယ်ဘာလို့ဆိုသူကဘာလို့ကြိုက်တာလွတ်လပ်တယ်ကျွန်တော်လွတ်လပ်တာကိုကြိုက်တယ်ကျွန်တော်စိတ်ဝိညာဉ်လွတ်လပ်တာကိုကြိုက်တယ်ကျွန်တော်အဲ့လိုစီးတွေပေါအောင်နေနဲ့အဲ့လိုရေးလဲတွေအဲ့လိုတခုခုမှကျွန်တော်အဲ့လိုအသေးကြီးပေါ့ခြီတိုင်းမှာခြီထားတဲ့နွားလိုမျိုးဘဝမျိုးကျွန်တော်မကြိုက်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာကတကြုံလို့ပြောပြတာကိုဘဝလေးနဲ့ဆိုတော့လေဘဝအကြောင်းလေးပေါ့ရင်ဖွင့်တာပေါ့အဲ့တော့ကျွန်တော်တိုင်းပြည်မှာကလူတွေကတီအခြေကြတယ်ခေါ်တယ်အခြေကြတယ်ခေါ်ဒီကောင်တော့အခြေကြပါပြီအခြေကြမှုကိုကျွန်တော်တိုင်းပြည်ကစံတန်မိုးထားတယ်ကျွန်တော်တိုင်းပြည်မှာရှိတဲ့လူတွေကအခြေကြမှုတည်ငြိမ်တဲ့ဘဝအခြေကြတဲ့ဘဝကိုတန်မိုးထားတယ်ကြတယ်အဲ့ဒါကိုလိုချင်တယ်အခြေကြဖို့ကြိုးစားကြတယ်ချက်ကုတ်ချက်ခဲအခြေကြဖို့ကြိုးစားကြတယ်အခြေကြတဲ့ဘဝကိုလိုချင်ကြတယ်တောင်းတကြတယ်ရုန်းကန်ကြတယ်တချို့ဆိုတစ်သလုံးအခြေကြမသွားဘူးသူတို့လည်းကြိုးစားရုန်းကန်ရင်းနဲ့ဒီလိုပဲအသက်တွေကြီးလာတာအခြေတော့မကြကြဘူးကျွန်တော်အသက်18နှစ်တောင်ရန်ကုန်မှာမုတ်ပတ်ဖွာနေရန်ကုန်မှာမုတ်ဖွာနေအသက်18နှစ်တောင်ရန်ကုန်မှာမုတ်ဖွာနေတယောက်လာမေးမင်းသက်18နှစ်တောင်ဘယ်လိုနေခဲ့လဲရန်ကုန်မှာမုတ်ဖွာနေငါရဲ့နေစီစစ်လေဟုံးမုံညင်းပြီဂျင်းပြီဆိုတဲ့တခြင်းတွေရလို့ပဲနင်းစီနဲ့မုတ်ရိုက်ပြီးတော့အတိုင်နေမီးရှို့နေရမ်းမွေးတဲ့သေးတဲ့6တွေ ever save ကကဲအဲ့ထားလွတ်လပ်တာကိုကြိုက်တယ်ငြိမ်းချမ်းတာကိုကြိုက်တယ်အဲ့ကတော့ကတယောက်လာနှောက်လိုက်တာကျွန်တော်ကတည်ငြိမ်တဲ့ဘဝလေးပြန်သွားမယ်အဲ့တော့ကျွန်တော်မြန်မာလူဖွဲ့စည်းတယ်မှာနေရတဲ့လူတွေကအဲ့ဒီ mindset ပေါ့နော်အဲ့ဒီ mindset အဲ့ဒီအတွေးအမြင်ရှိတယ်ဘဝကိုတည်ငြိမ်ခြင်းနဲ့အခြေချခြင်းနဲ့အဲ့ဒီတို့ကိုတစ်သလုံးရုန်းကန်ကြိုးစားကြွားကြတာအခြေချဖို့ဒီကောင်တော့ချိန်သွားပြီဂုံယူလာဒီကောင်တော့ချိန်သွားပြီပီတိဖြစ်တယ်ဒီကောင်တော့ချိန်သွားပြီဆိုရင်ပီတိဖြစ်တယ်အခြေချသွားပြီဆိုရင်ဝမ်းသာတယ်ကျွန်တော်တို့တော့ပြင်းစရာကောင်းတယ်တနေရာထဲမှာနေရာဒေသတစ်ခုထဲမှာအတိုင်းဝိုင်းတစ်ခုထဲမှာပြင်းစရာဘဝကြီးပေါ့ဗျာဘာမှအခြေချရဆိုပြင်းစရာကောင်းတယ်ဘာမှအသစ်အဆန်းတွေမပါတော့ဘဝမှာအသစ်အဆန်းတွေနေရာဒေသအသစ်တွေlifestyle အသစ်တွေမတူညီတဲ့ဟာတွေပေါ့အဲ့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ဘဝကိုကြိုက်တယ်ဒါကျွန်တော်ရဲ့ personal feeling ကိုပြောပြအဲ့တော့အခြေချခြင်းမကြခြင်းကကျွန်တော်ရဲ့စကြဝဠာထဲမှာသိပြီးတော့ဘာခေါ်လဲပြောရင်လွယ်ပြောရင်တော့ခင်ဗျားတို့နားလဲစကားနဲ့ပြောရင်စောက်ရည်မပါဘူးအခြေချခြင်းမကြခြင်းကကျွန်တော်တို့စောက်ရည်မပါဘူးကျွန်တော်တို့အရေးပါတာကျွန်တော်ကနေ့တူပါကိုဒီနေ့ကိုနောက်ဆုံးနေ့လို့နေတာ
ဒီနေ့ကိုနောက်ဆုံးနေ့လို့နေတာဆယ်ကျော်သက်ဘဝတွေကသိလာတယ်ဟာငါတို့အချိန်မျိုးသိသွားနိုင်တာပဲလူဆိုတာအချိန်မျိုးသိတဲ့အမျိုးဖြစ်ပါလားဆယ်ကျော်သက်ဘဝတွေကမတည်ငြိမ်ပါလားငါတို့ဘယ်တော့ပဲကြကုတ်ကြခဲဘဝကိုကြိုးစားတိဆောက်တေကောင်ပေါင်းလဲအခြေကျတဲ့ဘဝကိုတိဆောက်လူတွေရဲ့ဘဝတွေကမဟုတ်ဘူးသူတို့မမျော်လင့်တာတွေမမျော်လင့်တဲ့အချိန်မှာမမျော်လင့်တာတွေဖြစ်ပြီးတော့ဘဝတွေကပြောင်းလဲကုန်ကြတယ်မြန်မာတွေကအဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ကံကြမ္မာအလှည့်ပြောင်းလို့ခေါ်ကြတယ်ဒါတွေကိုကျွန်တော်လေ့လာတယ်လူဘဝတွေကိုလေ့လာတာကျွန်တော်ဝါသနာပါတယ်ဒါကြောင့်လူဘဝအကြောင်းရေးထားတဲ့စာအုပ်စာပေတွေဖတ်တယ်နိုင်ငံတကာကမတူညီတဲ့လူဘဝတွေအကြောင်းတွေရေးထားတဲ့စာအုပ်စာပေတွေကိုကျွန်တော်ဖတ်တယ်လူဘဝတွေကိုလေ့လာသုံးသပ်ရတာကိုကြိုက်တယ်ငယ်တဲ့အဲ့တော့ကျွန်တော်ဆယ်ကျော်သက်တွေကစဉ်းစားရတယ်လူကအချိန်မျိုးသေးသွားတယ်ငါတို့ဘလောက်ကြိုးစားဖြစ်ချင်မှဖြစ်တာငါတို့ဘလောက်ပဲတည်ငြိမ်တဲ့ဘဝကိုရဖို့ကြိုးစားဖြစ်ချင်မှဖြစ်မှာဆိုတော့သိတယ်ပြီးတော့အချိန်မျိုးလေးတည်သွားနိုင်တယ်ဆိုတော့ကျွန်တော်ကောင်းသိတယ်အဲ့အတွက်ကျွန်တော်နေတိုင်းအောင်ဒီနေ့ကိုတကယ်နေတယ်လက်ဖက်ငါဆိုတာမသိကြဘူးလက်ဖက်ငါတွေကကိုယ့်လက်ထဲမှာမရှိဘူးအဲ့တော့ကျွန်တော်မြန်မာလူဖွဲ့စီကိုကျွန်တော်ငယ်ငယ်တည်းကစောင့်ကြည့်လာတာဖြစ်တယ်သတင်းတော့ဘဝနဲ့ဒေါ်ဆန်းစုကြည်လက်ထက်မှာကျွန်တော်မြန်မာပြန်နေရတယ်ထိုင်းနိုင်ငံမှာ17နှစ်ကြာတက္ကသိုလ်ကျောင်းသားဘဝ DVB သတင်းတော့ဘဝနဲ့နေလာတယ်17နှစ်ကြာတယ်ပြီးတော့မြန်မာပြည်ကိုဒေါ်ဆန်းစုကြည်လက်ထက်2016ခုနှစ်မှာပြန်ရောက်တယ်ဒေါ်ဆန်းစုကြည်အစိုးရဒေါ်ဆန်းစုကြည်ကျမ်းမကြိမ်ခင်လေးတွေ2015ရွေးကောက်ပွဲနိုင်ပြီးတော့ဒေါ်ဆန်းစုကြည်အစိုးရတက်တယ်သူလွတ်တော်ထဲမှာကျမ်းမကြိမ်ခင်လေးတွေကျွန်တော်ပြန်ရောက်တယ်မြန်မာပြည်ပြန်ရောက်တယ်ကျွန်တော်အစီအစဉ်တွေခေတ်ပြန်ကောင်းကြောင်းအစီအစဉ်တွေ close up အစီအစဉ်တွေကျွန်တော်ထုတ်လုပ်တယ်နောက်ပိုင်းငင်းရေးအစီအစဉ်တွေမှာပါလာတယ်မြန်မာတနိုင်ငံလုံးသူများထမိန်တန်းအောက်တရားအစားကျွန်တော်ရှောက်သွားခဲ့ရတယ်တိုင်းသားဒေတာပေါင်းစုံပြည်တွင်းစစ်ဖြစ်ပွားရဒေတာပေါင်းစုံကျွန်တော်တင်ဆက်ခဲ့တဲ့ story တွေအများကြီးပဲအကြောင်းအရာတွေအများကြီးပဲအစုံပဲအဲ့တော့လူတွေကိုကျွန်တော်ငယ်ငယ်လေးကလေ့လာလာတာဖြစ်တယ်ဒီနိုင်ငံကိုမျက်စိတောက်ထောက်ကြည့်လာတာဖြစ်တယ်ဒီနိုင်ငံဒီလူအဖွဲ့အစည်းကိုပိုကောင်းတဲ့လူအဖွဲ့အစည်းဖြစ်အောင်ပြောင်းလဲခြင်းနဲ့ဝါသနာကျွန်တော်မှငယ်ငယ်လေးတည်းပါလာတယ်ဒီနိုင်ငံကိုပိုကောင်းတဲ့နိုင်ငံဖြစ်စေခြင်းနဲ့ဒီလူအဖွဲ့အစည်းကိုတခြားခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေကလူအဖွဲ့အစည်းလိုမျိုးယဉ်ကျေးတဲ့လူအဖွဲ့အစည်းယဉ်ကျေးမှုမြင်မာတဲ့လူအဖွဲ့အစည်းအမှုပညာအဆင့်တန်းမြင်မာတဲ့လူအဖွဲ့အစည်းကျွန်တော်အရင်ဖြစ်စေခြင်းနဲ့အဲ့တော့ကျွန်တော်တိုင်းမှာဘာတွေပြောင်းလဲရမှာလဲဆိုတော့ကျွန်တော်ကဒါငယ်ငယ်လေးကလေ့လာလာတာပေါ့သတင်းတော့ဖြစ်တော့သတင်းတော့မျက်စိနဲ့ဆိုပိုဆိုးသွားတယ်အဲ့တော့ကျွန်တော်တွေ့တယ်ဘာတွေ့လဲဆိုတော့ကျွန်တော်တိုင်းပြည်ကလူတွေအကုန်လုံးကတခုခုဆိုရင်တစုံတွေ့တာဘဝကိုတစုံတွေ့တာတရက်သေးတွေ့တယ်ဘဝကိုတရက်သေးတွေ့တယ်တစုံတွေ့လေးရှိတယ်အဲ့ဟုတ်လားနော်စုတယ်နော်ဆိုတော့ main ကလေးထင်တယ်နော်ဒီ500 stars ပေးတဲ့အတွက်ကျေးဇူးများတင်တယ် star 900ပေးတဲ့အတွက်ကျေးဇူးများတင်တယ်နော်စုတခါဆက်ပြေသွားဗျာဟုတ်လားကျွန်တော်မြန်မာလူဖွဲ့စည်းတွေမှာနေတဲ့လူတွေကအဲ့ဒီအတွေးအမြင်ရှိတယ်ဟုတ်လားခင်ဗျားတို့ဝါသနာပါရင်ဖြေပါကျွန်တော်မြန်မာလူဖွဲ့စည်းတွေမှာရှိတဲ့လူတွေကဘဝကိုအခြေအနေတစ်ခုဆိုရင်တစုံတွေးပလိုက်တယ်အခြေအနေတစ်ခုနဲ့ကြုံရရင်တစုံတွေးပလိုက်တယ်ဒီအခြေအနေကမမြဲဘူးဒီအခြေအနေကကောင်းတဲ့ဘဝပဲဖြစ်ဖြစ်ဆိုးတဲ့အခြေအနေပဲဖြစ်ဖြစ်ကောင်းတဲ့အခြေအနေပဲဖြစ်ဖြစ်ဒီအခြေအနေကမမြဲဘူးဆိုတာကိုနားမလဲဘူးတခုခုဆိုရင်တစုံတွေးပလိုက်တယ်တစုံဟုတ်လားအဲ့ဒါဟုတ်လားဖြေပါဟုတ်လားအဲ့ဒါဟုတ်လားနော်စုကတော့ဖြေပါတယ်ဟုတ်ပါတယ်ခင်ဗျာကျွန်တော်ပြောမယုံနဲ့လေးလာကိုပေါ့လေးလာမြန်မာလူဖွဲ့စည်းတွေကလူတွေကတခုခုဆိုရင်တစုံပြောတာတစုံဘဝကြီးကအဲ့လိုပုံသေးသွားနေမှာမဟုတ်တာဘယ်သူမှခင်ဗျားတို့တစုံ judgment လုပ်နေဒီကောင်ကတော့ဒါဖြစ်မှာပဲဒီဘဝပဲဖြစ်တော့မှာပဲဒီကောင်မကတော့ဒီဘဝပဲဖြစ်တော့မှာပဲအဲ့လိုကိုယ့်အခြေအနေလဲအဲ့လိုပဲငါဘဝကြီးတော့သွားပါပြီတစုံတွေ့တာငါဘဝကြီးကတော့ဒီလိုပဲဆုံးရတော့မှာလားငါဘဝကြီးကဒီလိုပဲဆုံးသတ်ရတော့မှာလားတစုံနေတွေးပလိုက်တာသူတို့ပေါင်ချမ်းထဲမှာရှိတဲ့ဟာလောက်ရှိတဲ့စောက်တင်ညာလေးနဲ့တစုံတွေးပလိုက်တာဘဝကိုဘဝကိုကိုယ်တင်တွေးရမဟုတ်သူများဘဝတွေကအဲ့လိုလိုက်ပြီး judge လုပ်ပြတာတစုံတွေးပလိုက်တာတစုံကိုရှောက်တွေးပလိုက်တာအဲ့ဒါဘာလို့နားမလဲလို့လဲ
ဘာအောင်နားမလဲလို့လေမမြဲဘူးလေလူတယောက်သွားပြီးထင်မသေးနဲ့အဲ့ကောင်နောက်10နှစ်မှအဲ့ဘဝမရှိတော့ဘူးခမရအထင်သေးတော့ဟာဒီကောင်ငါဒီလိုဖြစ်လာမယ်တခါမထင်ဘူးဒီကောင်ဘဝကိုသွားပြီလို့ထင်တာကျန်ဟာဒီကောင်ကဆောင်းနေမြင်မာနေပါလားဟာခမရဒီလူကိုခမရအရန်နေစွတ်ထင်ကြီးအရန်နေဆောင်းပြီးလဲပြီးဟဲ့မဟုတ်ပါလားနောက်10နှစ်မှအဲ့လူကအဲ့ချိန်နေမရှိတော့ဘူးခမရဘဝတွေကိုလေးလာဘဝတွေကိုလေးလာ please စာမများဖက်ပေါ်ကားတွေပဲရှောက်ကြည့်မနေနဲ့ဘဝတွေကဘာပေါ်မှာရှိတဲ့လူတွေဘဝတွေကိုရိုက်ထားတဲ့ရုပ်ရှင်ကားတွေအများကြီးပဲ documentary အများကြီးပဲတမိုင်းတွေကတကယ်လူတွေရှိတဲ့လူတွေပေါ့ biography တွေကိုပြန်ရိုက်တဲ့ရုပ်ရှင်တွေအများကြီးပဲ true story တွေကိုပြန်ရိုက်တဲ့ရုပ်ရှင်တွေအများကြီးပဲဒါလူဘဝတွေကိုရိုက်ပြတာလူဘဝတွေကမတည်ငြိမ်ဘူးမမြဲဘူးအခြေအနေတွေဟာအမြဲတမ်းပြောင်းလဲနေတဲ့ချစ်သူရဲ့ဒီကဘာပေါ်မှာချစ်တိုင်းလဲမညာကြတဲ့သူတွေအများကြီးတဲ့အိုးချစ်သူလေးရဲ့မင်းနဲ့ကိုဒီလိုဝေးရမှာကြောက်ဆုံးပဲမဝေးခြင်းဘူး yeah ဟာလားအချင်းဒီတွေကိုဘယ်တော့မှပုံနေမတွက်နဲ့ဟုတ်လားဟုတ်တယ်ရန်သူတွေကလည်းတစ်ချိန်မှာမိတ်ဆွေဖြစ်နိုင်တယ်အမြဲတမ်းရန်သူအမြဲတမ်းမိတ်ဆွေဆိုတာမရှိဘူးဒါနိုင်ငံရေး theory ကပါလာပြီနော်နိုင်ငံရေး theory ကပါလာပြီအမြဲတမ်းရန်သူအမြဲတမ်းမိတ်ဆွေဆိုတာမရှိဘူးထာဝရမိတ်ဆွေထာဝရရန်သူဆိုတာမရှိဘူးအချင်းတွေဟာအမြဲတမ်းပြောင်းလဲနေတဲ့ချစ်သူရဲ့အဲ့တချင်းလို့ပဲဟုတ်တယ်ချစ်သူတွေလည်းမုန်းရံဖွဲ့ကြတယ်မုန်းသူတွေလည်းချစ်တဲ့လူတွေပြန်ဖြစ်ကြတယ်ဒါတွေကလောကနီးရမှာသဘာဝတွေပဲလူသမိုင်းမှာစမ်းတဲ့ကိစ္စတွေမှာမဟုတ်တာစမ်းပါဦးစမ်းပါနိုင်ငံရေး theory မှာတော့အမြဲတမ်းထာဝရရန်သူထာဝရမိတ်ဆွေဆိုတာမရှိဘူးဟုတ်လားဒီနေ့တွေအမြဲတမ်းပြောင်းလဲနေတယ်အဲ့တော့ဘဝတွေနိုင်ငံရေးဆိုပို့ဆိုးတာပေါ့နိုင်ငံအရေးနဲ့ပတ်သက်လာရင်ပို့ဆိုးတာပေါ့ဘာကိုပြောင်းရမှာလဲပူကောင်းတဲ့စီကိုရှေးရှုပြီးပြောင်းရမှာပူကောင်းတဲ့စီကိုရှေးရှုပြီးပြောင်းရမှာမပြောင်းငါတို့ကဘယ်တော့မှမပြောင်းလဲဘူးကွာငါတို့ကမပြောင်းလဲဘူးကွာရောက်တိုင်းမပြောင်းလဲသွားရင်တော့ဆိုရင်အဲ့ဝမ်းသာလိုက်ခမရကနေရာတစ်ခုမှငြိမ်နေတာမဟုတ်ဘူးအချိန်တစ်ခုမှငြိမ်နေတာမဟုတ်ဘူးခမရပြောင်းလဲနေတယ်ဘယ်ကိုပြောင်းလဲရမှာလဲကောင်းတဲ့စီကိုပြောင်းလဲရမှာမနေ့ကခမရထက်ဒီနေ့ခမရပုံမရမယ်သူများရဲ့ရှောင်းမပြိုင်နဲ့စတားတုံးနဲ့လာမပြိုင်နဲ့ဘယ်သူနဲ့မှတော့မပြိုင်နဲ့ဘယ်သူနဲ့မှမပြိုင်ပါနဲ့ please တောင်းပါနဲ့ဘာလို့မှလဲသူများရဲ့ပြိုင်နေဆိုတာအောက်တန်းသားတွေလောက်တာအဲ့ဒီအပြိုင်ဆိုင်စိတ်ဓာတ်တွေကိုဘလူတွေကသွင်းပေးလိုက်တာလေမြန်မာလူဖွဲ့စည်းမှာတယောက်နဲ့တယောက်ပြိုင်တတ်တဲ့ဆိုင်တတ်တဲ့စိတ်ဓာတ်တွေကိုဘယ်သူတွေသွင်းပေးလိုက်တာလဲစတားဆုံးပြောလာ4နှစ်ရှိပြီဘယ်သူတွေသွင်းပေးလိုက်တာလဲဘယ်သူတွေသွင်းပေးလိုက်တာမကြားဘူးတဲ့လူတွေအတွက်တခါပြောလိုက်မယ်မိဘဆရာပူပေါင်းပြီးလုပ်ပေးလိုက်တာမိဘနဲ့ဆရာနဲ့ပူပေါင်းပြီးတော့နော်လုပ်ပေးလိုက်တာတယောက်ပြိုင်ဆိုင်နေမနာလိုစိတ်တွေကြီးထွားအောင်မနာလိုစိတ်ကြီးတဲ့တိုင်းပြည်ဖြစ်အောင်ရုပ်ဖွဲ့စည်းထဲမှာတယောက်ပြိုင်ဆိုင်တဲ့စိတ်တွေရှိလာပြီဆိုတဲ့အမှမနာလိုစိတ်တွေရှိလာပြီမနာလိုစိတ်တွေရှိတဲ့ဟာခြေထိုးခံတဲ့အကွက်တွေတကောက်ခွက်ဖြစ်နေတဲ့အကွက်တွေကြောက်ချတဲ့အကွက်တွေကြော်တဲ့အကွက်တွေခွာတဲ့အကွက်တွေဟာလားချနေတဲ့အကွက်တွေပါလာပြီ no အဲ့ဒါတွေအောက်တန်းသားတွေလောက်တာကိုယ့်ဟာကိုပြိုင်မနစ်က2025တော့ခမရတဲ့2026ခမရပုံမရမယ်ပိုရင်းကျက်လာမယ်ပြောင်းလဲနေရမယ်ဘယ်ကိုပြောင်းလဲရမှာလဲပူကောင်းတဲ့လူတစ်ယောက်ဖြစ်အောင်ပြောင်းလဲရမယ်ပူကောင်း
ပို့မိုက်ရပို့ခေါ်ရမယ်ပို့လမ်းရမယ်ပို့လွတ်မြောက်ရမယ်ပို့လွတ်မြောက်ရမယ်ပို့လွတ်မြောက်အဲ့တော့မြန်မာလူဖွဲ့စီကဘာဖြစ်လဲသူများတွေကိုရှောက်ကြည့်သူများတွေကိုရှောက်ကြည့်သူများတွေကိုရှောက်ပြိုင်သူများတွေကိုရှောက်ပြိုင်မိဘဆရာပူပေါင်းပြီးကလေးဘွားတွေလှုပ်လိုက်တာကျွန်တော်ကအဖြေကိုတွေးပြီးသားပြောလာလဲ၄နှစ်ရှိပြီအဲ့တုံဖာမောက်ဒါကြုံလို့ထပ်ပြောတာကိုယ့်ကိုပြန်သုံးသက်ကိုယ့်ကိုပြန်သုံးသက်ကိုယ့်ကိုပြန်သုံးသက်အဲ့ခင်ဗျားတို့မိဘတွေကနေစလှုပ်လိုက်တာညီကိုချင်းချင်းမောင်နှမချင်းချင်းအောင်ပြိုင်တယ်ပြိုင်တယ်မိကြတဲ့ဖေနဲ့မေနဲ့ဘသူ့ကိုပို့ချစ်လဲဟမ်စကားပြောတဲ့ကလေးကိုမေးတာပြိုင်တာအပြိုင်နို့အဲ့ဒါကိုလည်းလွဲတယ်အဖေနဲ့အမေနဲ့ကိုဘသူ့ကိုပို့ချစ်လဲမေးကြတဲ့ဇလန်အဲ့မှာစတာမမေးရအောင်ကလေးတွေကိုအဲ့လိုခွဲခြားဆက်ဆံတတ်အောင်မတင်ပေးရအောင်မိဘတွေကဒါပေမဲ့ခက်တာလည်းပဲမြန်မာလူဖွဲ့စည်းမှာလည်း parenting လို့ခေါ်တဲ့သားသမီးထိန်းကျောင်းမှုအတတ်ပညာကိုမတက်ဖဲနဲ့ကလေးတွေတပြည့်ပြည့်မွေးနေရလေသားသမီးထိန်းကျောင်းမှုအတတ်ပညာကိုမတက်ဘူးဆိုမွေးလာတယ်ဘယ်သူမှမတက်ဘူးဗျလေ့လာရတာမွေးလာတယ်တက်လာတယ်လို့တရားဝင်မပါဒီလိုပဲလေ့လာကြဒါပေမဲ့ခက်တာမြန်မာပညာရေးကလေ့လာဖို့အသင်မပေးလိုက်ဘူးလေပူကြောင့်စံနေနေချင်းအင်္ဂလိပ်လိုနေချင်းအင်္ဂလိပ်လိုပူကြောင့်စံနေဂျပန်ဖတ်ဂျပန်လိုကိုဖတ်ဂျပန်လိုဖတ်ဂျပန်ငပူလိုကိုဖတ်ဂျပန်ငပူလိုကိုပူကြောင့်စံနေညာလုံးမအတန်ပြဲကြီးနဲ့អော်ကျက်တဲ့လူကစတော်တယ်ဟုတ်လားဤဒီမရွေးချရေးနိုင်တဲ့ကလေးကစံမွေးမှာဒါတင်ဒါကျက်ဒါဖြေဤဒီမရွေးချရေးနိုင်တဲ့ကျောင်းသားအမှတ်များတယ်စောက်အုံတော့ရှိတာတွေစဉ်းစားတွေးတော့နိုင်စွမ်းရှိတာတွေမရှိတာတွေမသိပေးဘူးအဲ့ဒါတင်ဒါကျက်ဒါအော်ဒါရေးပြီးတော့ပဲအမှတ်များတဲ့လူကိုဝိုင်းချီကျူးကြတယ်လူဖွဲ့သည်အဲ့လူဖွဲ့သည်အဲ့တွေးတော့တတ်အောင်လွတ်လပ်စွာတွေးခေါ်တတ်အောင် critical thinking လို့ခေါ်တဲ့ critical thinking ကဘယ်လိုပြောရမလဲစဉ်းစားတွေးတော့တာcritical thinking နေစဉ်းစားတွေးတော့တာမဟုတ်ဗျာညာစဉ်းစားဝေဖန်ပိုင်းခြားတတ်တဲ့တွေးခေါ်နေ critical thinking ဆိုတာဘာသာရပ်တစ်ခုဖြစ်တယ်သူ့အသက်အရွယ်လိုက်သင်ရတာမူလာတန်းကနေစပြီးတော့တက္ကသိုလ် PhD level အထိcritical thinking ကသူ့အသက်အရွယ်လိုက်မသိမဖြစ်တဲ့ဘာသာရပ်တစ်ခုဖြစ်တယ် critical thinking ကိုခင်ဗျားတို့မြန်မာပညာရေးမပေးဘူးလေ။အော်ပဲကြက်ခိုင်းလိုက်တာ။အဲ့တော့စဉ်းစားဝေဖန်ပိုင်းခြားတတ်တဲ့အသိဉာဏ်တွေကမပါလာဘူး။မြင်သမျှအော်ကြက်ဖို့ပဲစဉ်းစားတယ်။စာတွေကိုတစ်လုံးအော်ကြက်လာတဲ့အတွက်စာကြောက်ရုပ်တွေဖြစ်သွားတယ်။စာတွေကိုဖတ်မှကြောက်တယ်။စာပေကိုမဖတ်တော့ဘူး။ကျောင်းပြီးရင်ရေးသက်ချလိုက်ကြတယ်တခါလေ။နော်အဲ့တော့အဲ့ပြဿနာတက်တာအဲ့တော့ယနေ့ခင်ဗျားတို့တွေ့နေရတဲ့ online မှာပွဲတွေ critical thinking မရှိလို့ဖြစ်တာဟုတ်လားလူမျိုးရေးရှုပ်ရှင်းနေ critical thinking မရှိလို့ဖြစ်တာနားလည်မှုလွဲတာတွေ critical thinking မရှိလို့ဖြစ်တာလူဘွားတွေကိုနားမလဲလူဘွားတွေပုံသေးအတွက်တယ်ကိုဘွားကိုလည်းပုံသေးအတွက်တယ်သူများဘွားတွေလည်းပုံသေးအတွက်တယ်အဲ့တော့ပုံသေးတက်တွက်တဲ့မြန်မာလူဖွဲ့စီခင်ဗျားမယုံရင်ကိုယ့်အောင်လေ့လာကြည့်တခုခုအခြေအနေတခုနဲ့ကြုံရင်တဆုံးတွေးပလိုက်တာတဆုံးနေပြောပလိုက်တာတဆုံးနေပဲတဆုံးနေတွေးတော့ဘာဖြစ်လဲကြောက်တယ်တဆုံးနေတွေးတော့လန့်တယ်တဆုံးနေတွေးတော့စိုးရိမ်တယ်တဆုံးနေတွေးတော့အဲ့မှာရှောက်ပြီးတော့တဆုံးနေဖြစ်ကုန်တာတဆုံးနေပေါ့တဆုံးနေအဲ့တဆုံးနေတွေးလိုက်တော့ဘာဖြစ်ဘာကြုံကြောက်တယ်ဘာကြုံစိုးရိမ်တယ်မြန်မာလူဖွဲ့စီမှာခင်ဗျာမစိုးရိမ်ပြဿနာအကြီးပဲခင်ဗျာမြန်မာလူဖွဲ့စီမှာတနေ့အေးအေးချောင်းဟာသသရပဲဘဝကို enjoy လုပ်ပြီးတော့နေတယ်ဘဝကိုတနေ့ချင်းနေတယ်ဘောဘာနေတယ်လွတ်မြောက်နေတယ်ပူပင်စိုးရိမ်စိတ်တွေမရှိဘူးဟုတ်လားပူပင်စရာတွေတိတ်ခေါင်းနဲ့မထားဘူးငြင်းချင်းနေတယ် inner peace လေးနဲ့နေတယ်ပျော်ရွှင်နေတယ်ချစ်ချစ်ခင်ခင်နေတယ်သဘောကောင်းတယ်မြန်မာလူဖွဲ့စီမှာအဲ့လူတွေကအဆင်ပြေလားမြန်မာလူဖွဲ့စီတွေမှာအဲ့လူတွေကခင်ဗျာအိမ်ကမိဘတော်မကြည့်ဘူးပေါ်စားအနာဂတ်ကိုဘာမှတွေးမပူ
အပူပင်ကိုမရှိတာပူနေမှမမလူဖွဲ့သေးရလူတွေကသူတို့လောင်နေတယ်လို့မျိုးသူတို့ပူနေတယ်လို့မျိုးကျန်တဲ့လူတွေကိုလည်းပူသေးချင်တာကျန်တဲ့သူတို့လောင်နေတယ်လို့ပူနေတယ်လို့မျိုးစိုးရိမ်နေတယ်လို့မျိုးတွေးတောပြီးတော့ပူပန်နေတယ်လို့မျိုးမပူပန်ဘူးဆိုရင်ခမရလေအဲ့လူတွေကိုတမုတ်တာမျိုးမျိုးပေါ့နေပေါ့စားဘာမှဖြစ်ထုံးမဲ့ကောင်မဟုတ်ဘူးရွေချက်မရှိတဲ့ကောင်မိဘတွေကသပြီးတမုတ်တာနော်ဘေးတအိမ်ကျော်ကတော့ပြောမနေနဲ့တေမထူးနေမထူးအေးဟုတ်မှာပေါ့စကလုံးတွေအများကြီးပဲကိုစောမာကိုပြောတယ်တေမထူးနေရပြောမျိုးစုံပေါ့ဗျာသူတို့ခေါင်းထဲမှာပေါ်လာတဲ့စကလုံးတွေနဲ့မိဘတွေကစပြီးသမုတ်တာနော်ခမရငြိမ့်ချင်းချင်းနဲ့ peace ချစ်ချင်းမေတ္တာလေးတွေနဲ့ငြိမ့်ချင်းချင်းနဲ့မနေ့ပြန်မစိုးရိမ်ဘူးဟလားဘဝကြီးဟိုးတဆုံးထိမတွေးဘူးဘာလို့တွေးလို့မရတာဘဝကြီးကအမြဲတမ်းပြောင်းလဲနေတာခြေနီတရားအမြဲတမ်းပြောင်းလဲနေတယ်ချစ်သူရဲ့ခမရအဲ့ဒါကိုနားလဲတယ်ခမရအော်တိုနားလဲတယ်ဟလားနားလဲလူဆိုခမရသိပူးစရာမလိုလက်ရှိအချိန်မှာပဲလက်ရှိလုံနေရအောင်ခမရ focus ထားတယ်လုံနိုင်တယ်ပြစ္ဆုတ်ပံတက်မှာတကယ်နေတယ်ဟလားဒီနေ့ကိုခမရတကယ်နေတယ်ပူပင်သောကတွေကိုနဲသမျှနဲအောင်နေတယ်ဆိုရင်မြန်မာလူဖွဲ့စည်းကလူများစုပြည်တော်မစုတမရမြန်မြန်မာနိုင်ငံအတွင်းမှာမိတိနေတဲ့ညံ့ကုန်သောတပ်ပူတာတော်ကောင်းပေါင်းကကြည့်မရဘူးခင်ဗျာကြည့်မရဘူးသူတို့လိုပူနေမှလောင်နေမှပြာနေမှတောက်နေမှဟုတ်တယ်ဘာလဲ KW ဒါရအဟောင်းနေဆိုရင်ဒူရလားအဟောင်းနေဆိုရင်လက်နားထောင်ရအဆင်မပြေဘူးအဟောင်းနေကွာလက်မင်းသိပြီးသားပဲဟုတ်တယ်ဘာလို့လဲအချင်းကိုမကန်နဲ့အရေးကြီးရလေးသွားလို့မင်းတို့အရေးကြီးရလေးသွားလို့ဟုတ်လားနားထောင်နေလူတွေနားထောင်လိုက်โอเคဆက်ပြောမယ်အဲ့တော့ဒါကြုံလို့ပြောတာဘဝကိုတဆုံးတွေးတဲ့အကျင့်ကိုပြင်ပါ please ပြင်ကြပါပြင်စေခြင်းတယ်မနေ့ဖြန်တွေကိုတွေးတော့ပူပန်နေတဲ့စိတ်တွေကိုကြိုးစားပြီးဖျောက်ကြပါတောကမီးတွေကိုရအောင်ငြိမ်းကြပါတောကမီးတွေကိုရအောင်ငြိမ်းကြပါဘာလို့ဆိုရင်တွင်းငြိမ်းချမ်းမှုရှိမှခမည်းထိုးထွင်းသိမြင်တော်မူမှာမဟုတ်လို့ပါရင်ထဲမှာရင်တွင်းငြိမ်းချမ်းမှုinner peace လို့ခေါ်တဲ့ရင်တွင်းမှာငြိမ်းချမ်းပြီးတော့တည်ငြိမ်ပြီးတော့ငြိမ်သက်ခြင်းတွေရထားမှအုံနောက်ကထိုးထွင်းသိမြင်တော်မူတာအရာရာကိုအမှန်တိုင်းမြင်နိုင်တာလောင်နေပြာနေတောက်နေခင်ဗျာလမ်းနေမတွေ့ဘူးအရာရာကိုအမှန်တိုင်းမစင်ချင်မတုံးတတ်နိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်ပြောတာခင်ဗျာထိုးထွင်းသိမြင်တော်မူသောဉာဏ်တော်ကြီးကိုရဖို့အတွက်ကမရှိမဖြစ်အရင်ဆုံးရရမှာက inner peace ဖြစ်တယ်ရင်တွင်းငြိမ်းချမ်းမှုဖြစ်တယ်ရင်တွင်းငြိမ်းချမ်းမှုမရှိဘဲနဲ့ခင်ဗျာထိုးထွင်းသိမြင်တော်မူသောဉာဏ်တော်ကိုရစရာအကြောင်းမရှိဘူးနော်အဲ့ဒီ inner peace ရဖို့လေဗုဒ္ဓကလည်း way ကိုပြခဲ့ပြီးသား way of life ဘဝကိုဘယ်လိုနေမလဲပြစ္ဆုတ်ပံတက်မှာနေပါပြစ္ဆုတ်ပံတက်မှာပဲတကယ်နေပါအခုလုံနေတဲ့ရှိမှာ focus ထားပါနာဂတ်ကိုလူဝဒီမှာနေတယ်အိမ်မှာဗာလဲဟင်းချက်နေရင်လည်းကလေးကြောင်းပို့တဲ့ရှိကိုကြောင်းကြိုတဲ့ရှိကိုစိတ်ရောက်မနေနဲ့လုံးစရာရှိဟာကိုလုံနေတဲ့အချိန်မှာတကယ် focus အာရုံစိုက်ထားပါအဲ့ဒါပြစ္ဆုတ်ပံတက်မှာတကယ်နေတယ်ခေါ်တယ်အဲ့ဒါမှအဲ့ဒီမှာ energy အကုန်ထွက်တယ်အဲ့ဒါမှကိုလှုပ်တဲ့လှုပ်တွေကကောင်းမွန်တာအမှားယွင်းနေတာလူကဒီလှုပ်လှုပ်နေပြီးတော့စိတ်ကမှအနာဂတ်ရောက်နေအဲ့ဒါဒီလှုပ်ကတကယ်ခင်ဗျားရဲ့ maximum effort လို့ခေါ်တဲ့အမြင့်ဆုံးသောစွမ်းဆောင်ရည်ထုတ်ပြီးလှုပ်ထားတာမဟုတ်ခင်ဗျားစိတ်ကြီးကတခြားရောက်နေတာအဲ့ပြောချင်တာအဲ့ဒါကိုလည်းဗုဒ္ဓကပြပြီးသားဖြစ်တယ် Bible မှာတော့ဘယ်လိုပြောလဲဆိုတော့မနေ့ပြန်တော့မစိုးရိမ်နဲ့မနေ့ပြန်တော့မင်းအတွက်စိုးရိမ်နေမယ် Bible ကအဲ့လိုပြောတယ်တမန်ကျမ်းစာကအဲ့လိုပြောတယ်ဘုရားသခင်ကမနေ့ပြန်အတွက်မစိုးရိမ်နဲ့လို့ပြောတယ် Bible မှာတမန်ကျမ်းစာမှာမနေ့ပြန်တွေအတွက်မစိုးရိမ်နဲ့မနေ့ပြန်မင်းအတွက်စိုးရိမ်နေမယ်အတာအဲ့ဒါမှညီတဲ့ချင်းကိုရတာအတာမှညီတဲ့ချင်းကိုရတာဘာလို့ဆို inner peace လေညီတဲ့ချင်းဆိုတာ inner peace ကိုခေါ်တာ inner peace ရမှာအမှန်ကိုအမှန်တိုင်းမြင်နိုင်တာ
ထိုးထွင်းသိမြင်တော်မူတာလမ်းသစ်တွေကိုတွေ့ရတာလမ်းတွေပွင့်သွားတာကိုတွေ့ရတာဟမ်ရင်ထဲမှာလောင်နေလို့ကတော့ခင်ဗျာအဲ့ဒါ positive energy တွေမထွက်တဲ့အတွက်ထိုးထွင်းသိမြင်တော်မူသောဉာဏ်တော်ကိုရတဲ့အကြောင်းမရှိဘူးဘုရားသခင်လမ်းပြနေလည်းမမြင်ရဘူးဘာလို့ဆိုကိုကလောင်နေလို့စိုးရင်ပူပန်မှုတွေနဲ့လောဘဒေါသမောဟတွေနဲ့မနာလိုစိတ်တွေနဲ့ဇောတွေကပ်ပြီးတော့ပူလောင်နေတဲ့အတွက်ဘုရားသခင်လမ်းပြလည်းမမြင်ရဘူးအဲ့ဒါအဝိဇ္ဇာအမှောင်ဖုံးတယ်လို့ခေါ်တယ်မသိခြင်းအဝိဇ္ဇာအမှောင်ဖုံးတယ်လို့ခေါ်တယ်ဒီကတုံးဟောတတ်ပါတယ်ကဲတင်ချင်းအကြောင်းကတော့ခင်ဗျားလည်းပူဆိုးရတာပေါ့အာကူရဲ့အင်နာဖိစ်အကြောင်းတော့တော်တော်ရှင်းနေရတာခင်ဗျားလည်းကဲတင်ချင်းကတော့ပူဆိုးသွားပြီလေအဝေးပြည်တော်မစုသမရမြန်မာနိုင်ငံတွင်းမှာမီတင်နေတဲ့ကြံကတော့တပ်ပုရိသသူတော်ကောင်းရာခိုင်နှုန်းအများစုတော့ကခင်ဗျားလည်းဒီမှာဒီငိမ့်သက်ချင်းအကြောင်းတော့တော်တော်ရှင်းနေရတာကဲတင်ချင်းကတော့အဝေးကြီးဆက်ကြအောင်လားတခုစီဝေးတယ်အဲ့လိုတော့ပြောလို့မရဘူးသူငယ်တန်းကလေးကို10တန်းစာတင်လို့မရတယ်လို့ပဲနော်ကဲတင်ချင်းကြောင်းပိုးဝေးတယ်ဘယ်လိုကြတာလဲသူကပြည်တော်မစုသမရမြန်မာနိုင်ငံအတွင်းမှာမီတင်းနေတဲ့ညံကုန်တော့တပ်ပုရိသတော်ကောင်အပေါင်းကသူက physical ပြအဲ့လိုဒူးနေတယ်နဲ့physical ပေါ့နော် physical ဆိုတာဒီလိုအကောင်လိုက်ကြီးမြင်ရမှာသူကအရေးပြရင်မမြင်ဘူးအရေးပြရင်နားမလဲအရေးပြရင်အကောင်မထင်ဘူးပေါ့ဗျာမြန်မာစကားရှိတယ်အရေးပြရင်အကောင်မထင်ဘူးသူတို့အကောင်လိုက်ပြမှာဒါကြီးအကောင်လိုက်ကြီးသူတို့ဒီ spirit ပေါ့နော် spirit စိတ်ဝိညာဉ်အကြောင်းနားမလဲများစွာဝိညာဉ်အကြောင်းကိုကျွန်တော်တို့ဒီ body ထဲမှာရှိတဲ့ဝိညာဉ်ကိုပြည်တော်မစုသမရမြန်မာနိုင်ငံတွင်းမှာမီတင်းနေတဲ့ကြံကတော့တပ်ပုရိသတော်ကောင်းပေါင်းနားမလဲဘူးအဲ့တော့ကဲတင်ချင်းဆိုတာကိုခင်ဗျားလေ body ကြီးကိုရင်းနေနေတာကဲမှ body ကြီးရှည်မြုပ်နေတာကိုphysically လေလော်ပြီးရေကူးပြီးသွားကဲမှသူကကဲတင်တယ်လို့သူတို့ကနားလေတာစိတ်ဝိညာဉ်ကဲနေတာကိုသူတို့နားမလဲဘူးအဲ့တော့သူငယ်တန်းကို10တန်းတက္ကသိုလ်စာအသင်တယ်လို့ဖြစ်သွားလိမ့်မယ်နော်အဲ့တော့ကဲတင်ချင်းကြောင်းမပြောတော့ကဲတင်ချင်းဆိုသူတို့က body ကြီးကိုလာပြီးမအောင်တာပေါ့မဟာသနကလိုမျိုးလေစင်မလားဒီမဟာသနကလိုမျိုးရက်ကန်7 day လေရက်ကန်7 day မလိမိခလာစေအဲ့ဒါမလိမိခလာတယ်မလိမိခလာလာပြီးတော့မဟာသနကကိုကုတ်ကနေဆွဲမပြီးကဲသွားတာအဲ့ဒါလောက်ကသူတို့ကကဲတင်ချင်းတို့နားလဲတာမဟာသနကဟာလာ dive into the water ဘာလဲပင်လေတဲ့ခုံချလိုက်တယ်ဟလားရက်ကန်7 day 9ရက်လုံးရက်ကန်ဖြစ်နေတယ်အဲ့ချိန်မှာမလိမခလားfly လာတယ်ပြန်လာပြီးတော့ခုတ်ကနေဆွဲပြီးတော့ကဲသွားတယ်အဲ့လို physical ကဲတာတွေဝဲသူကနားလဲတာဝိညာဉ်အရာကဲလို့လွတ်မြောက်သွားတာဝိညာဉ်လွတ်မြောက်တော့သူနားမလဲဘူးဘာလို့ဝိညာဉ်ကိုနားမလဲတော့ဝိညာဉ်စိတ်လွတ်မြောက်ခြင်းပေါ့ဗျာစိတ်ပိုင်းဆိုင်ရာလွတ်မြောက်ခြင်း abstress ကိုမြန်မာတွေအများစုနားမလဲဘူး abstress မမြင်ရတဲ့အရာတွေပေါ့နားမလဲဘူးabstress ဖြစ်တဲ့ဟာတွေပေါ့မမြင်ရတဲ့ဟာတွေထီလို့မရ၊ကြိုင်လို့မရ၊တွေ့လို့မရအနံ့အရသာအဘာညာအစင်းတဒံမရှိတဲ့ဟာတွေပေါ့ abstress ဖြစ်တဲ့ဟာတွေညာအဲ့ဒါကြီးမရသူတို့အကောင်လိုက်မြင်ရမှာသူကအကောင်လိုက်ကြီးမြင်ရမှာအရေးသွားပြရင်မြင်အရေးသွားပြရင်မြန်မာတွေအဆင်မပြေဘူး I know you know နှစ်ယောက်လုံးတခုပြေအဲ့တော့ဒီ body အထဲမှာရှိတဲ့ spirit ဝိညာဉ်မြန်မာအများစုနားမလဲအဲ့တော့အဲ့ဝိညာဉ်ကိုကဲတင်ခြင်းခံရတယ်ဆိုတဲ့ကိစ္စကြီးကဝိညာဉ်လွတ်မြောက်တယ်ဆိုတဲ့ကိစ္စကြီးကတော်တော်ဆိုတဲ့အချိန်လေးဆုံးမယ်thank you ပါအဲ့တော့အဲ့အကြောင်းမသွားဘူးနော်ကဲတင်ခြင်းအကြောင်းမသွားဘူးသူကမလိမခလာလာပြီးကုတ်ကဆွဲခေါ်တယ်မဟာသနကလောက်ကိုကဲတယ်ထင်တာဟလာ
စောလူကိုကျက်စစ်သားဂုတ်ပေါ်တင်ပြီးတော့ခြီပြေးတာကိုကဲတယ်လို့ခေါ်တာဒါမျိုးပေါ့အဲ့လိုမမြင်ရတဲ့နံပေါ့နော်ရုပ်နဲ့နံနဲ့ရှိတာဟုတ်ဗျာကျွန်တော်ကရုပ်နဲ့နံနဲ့ရှိတယ်ရုပ်နဲ့နံနဲ့ရှိတယ်နံကိုကဲတင်တာကိုသူတို့မသိဘူးနံကိုလူတယောက်ရဲ့နံကိုကဲတင်လိုက်တာကိုသူတို့မသိဘူးဝိညာဉ်ကိုကဲတင်လိုက်လို့လွတ်မြောက်သွားတာလူတယောက်ဘဝကြီးပြောင်းသွားတာဝိညာဉ်လွတ်မြောက်မှလူတယောက်လွတ်မြောက်တာခင်ဗျာအပြင်ကမ္ဘာလို့အမေရိကန်မှာနေပြီးမလွတ်မြောက်တဲ့လူတွေနေတာမဟုတ်ဘူးခင်ဗျာလည်းအမေရိကန်မှာနေပြီးတော့လေဝိညာဉ်မလွတ်မြောက်ဘူးလေတိလဲနေရလေမလွတ်မြောက်ထောင်ထဲမှာနေပြီးတော့သူတို့ရဲ့စိတ်ဝိညာဉ်ကကမ္ဘာပတ်နေတာစကြဝဠာထဲတော့ရောက်နေလူတွေလည်းရှိတယ်သူတို့လွတ်မြောက်တယ် body ရတာ body ခန္ဓာရုပ်ကသာတန်တိုင်းတော့ရောက်နေတာသူတို့ရဲ့နာမြန်မာနိုင်ငံအနှံ့ဒိုးနေတာအဲ့လူတွေလွတ်မြောက်တယ်အဲ့လူတွေလွတ်မြောက်တယ်သူတို့ body ရတာအကျဉ်းထောင်စခန်းထဲမှာရှိနေတာသူတို့ရဲ့နာကလွတ်မြောက်တယ်သူတို့ရဲ့ spirit ကလွတ်မြောက်တယ်အဲ့တကယ်လွတ်မြောက်ဖို့အမေရိကန်ဒီမိုကရေစီနိုင်ငံကြီးမှာနေပြီးတော့ခင်ဗျားကလည်းစိတ်ဝိညာဉ်အချင်းကြနေလို့နေတာမဟုတ်တာခင်ဗျားကလည်းနေတာမဟုတ်အများစုဖြစ်တယ်မလွတ်မြောက်ခြိတိုင်းမှာခြိတိုင်းနွားတွေလိုပဲမလွတ်မြောက်အဲ့ဒါခင်ဗျားတို့လွတ်မြောက်စေချင်တယ်အဲ့တော့ကေတင်ချင်းကြောင်းမပြောပါဘူးဆိုမှအခုတော်တော်ပြောပြနေပြီโอเคထားလိုက်တော့ဒီမှာရက်လိုက်မယ်နော်ကေတင်ချင်းကြောင်းနွားကိုပလာတာကျွေးသလိုဖြစ်လိမ့်မယ်ကျွဲပါဆောင်တီးသလိုဖြစ်လိမ့်မယ်လူများစုတော့ကခေါင်းစဉ်လေးကိုသွားခေါင်းစဉ်ကပညာတတ်အောက်တန်းသားတွေအဲ့တော့ပညာတတ်အောက်တန်းသားတွေအင်္ဂလိပ်လူလည်းတက်တယ်အင်္ဂလိပ်လူလည်းကောင်းကောင်းရေးနိုင်တယ်ပြောနိုင်တယ်ပညာတတ်အောက်တန်းသားတွေကပို့ပြီးအနေကြီးတယ်သူကတင်ညာတက်တာတင်ထားတဲ့တင်ညာတက်တာတင်ညာကိုတက်တာအတက်ပညာတွေတက္ကသိုလ်တွေမှာသင်ထားတာဘွဲတွေဒီဂရီတွေအများကြီးရတယ်ဒါပေမဲ့သူတို့ရဲ့စိတ်ဝိညာဉ်ကြီးတွေကဒဲယွန်စရာကောင်းတယ်ရုပ်မာကောက်ချစ်တယ်အတ္တကြီးတယ်အများအကျိုးတော့မကြည့်ဘူးသူတို့ရဲ့ဂုဏ်သိက္ခာကိုပို့ပြီးတော့ကြည့်တယ်ပို့ပြီးတော့စကားတစ်ခုရှိတယ်ပညာတတ်တွေအတွေ့အဝေတယ်တဲ့တော့ပညာတတ်တော့ပို့ပြီးတော့စဉ်းစားတယ်ခေါင်းကိုအားပြုတယ်ဒါကဘာကျော်စကားပဲပညာတတ်တွေအတွေ့အဝေတယ်ဟုတ်တယ်ပညာပို့တက်လေပို့တွေ့ဝေလေပဲတော့သူတို့မှာပညာတတ်တော့သူတို့ခေါင်းကိုအားပြုပြီးတော့အသက်ကုန်အလုပ်လုပ်တယ်ခေါင်းကိုစဉ်းစားတယ်ခေါင်းအားပြုပြီးနေတယ်အဲ့တော့သူတို့တွေကပို့ပြီးတွေ့ဝေတယ်နှလုံးသားကိုအားပြုပြီးနေတဲ့လူတွေစိတ်ဝိညာဉ်ကိုအားပြုပြီးနေတဲ့လူတွေကြတော့ရင်ထဲကနေဝိညာဉ်ထဲကနေနှိုးဆော်တာနဲ့နှလုံးသားကနေနှိုးဆော်တာနဲ့ဘာမဆိုသူတို့စွန့်လို့ဖို့အသင်ရင်ရဲတယ်ကောင်းကျိုးတွေကိုသူတို့လုပ်ရဲတယ်လုံးဝတယ်သုံးဖြည့်ချက်တွေပြတ်သားတယ်ခိုင်မာတယ်ပညာတတ်တွေကပို့ပြီးတော့တွေ့ဝေလေးရှိတယ်ပညာတတ်တွေမှာမစွန့်နိုင်တာတွေပိုများတယ်ပညာတတ်ပြီးယာရုပို့ကြည့်ရင်ပို့ပြီးမစွန့်နိုင်ဘူးပို့ပြီးအတ္တကြီးတယ်အဲ့တော့အဲ့ပညာတတ်အောက်တန်းသားတွေကတိုင်းပြည်ဖြတ်လို့ရတယ်ရက်ကွက်တွေကအောက်တန်းသားရက်ကွက်လောက်ပဲဖြတ်လို့ရတာပညာတတ်အောက်တန်းသားတိုင်းပြည်ပါဖြတ်လို့ရတယ်ကဘာပါဖြတ်လို့ရတယ်ပညာတတ်အောက်တန်းသားပညာပဲတက်တာပညာရေးလိုက်တက်တယ်ဘွဲဒီဂရီခင်ဗျလန်ထွက်နေအောင်တက်တယ်ပညာတက်တယ်ရုံးမာရင်လူဖွဲ့စီတွေပို့ပြီးတော့အန်ဒီရဲ့ကြီးတယ်ပညာမတက်တဲ့လူရုံးမာတာဒီလောက်အန်ဒီရဲ့မကြီးဘူးပညာတက်တယ်ရုံးမာရင်လူဖွဲ့စီတွေပို့ပြီးအန်ဒီရဲ့ကြီးတယ်ပညာတတ်အောက်တန်းသားတွေများတဲ့လူဖွဲ့စီကပို့အန်ဒီရဲ့ကြီးတယ်ရှင်းမရတော့ခင်ဗျားတို့သိချင်မြန်မာလူဖွဲ့စီကိုသိချာလေးလာကြည့်ဟ
ဟုတ်လားလို့စတာဆုံးပြောတာဟုတ်လားလို့ပညာတတ်ရှင်တဲ့အောင်စောင့်ထားပညာတတ်ငါတို့ကပညာတတ်တယ်လေဟောပညာတတ်ပွဲရတယ်လေမစဲအောင်လားစဲအောင်လားဘာပွဲရတာပြန်အောင်လည်းမတည်အောင်လည်းမနဲ့စကားပြောတဲ့အတိုင်းပဲကိုပညာတတ်ပဲကိုပညာတတ်ပဲဟုတ်လားကိုပညာတတ်ဆိုတာကြီးပဲဒါပေမဲ့သူတို့ရဲ့စိတ်ဝိညာဉ်တွေကမတန့်စင်ဘူးစောင့်ချင်နေမကောင်းအတ္တတွေစောင့်ရကြည့်တယ်ပညာတတ်လေပို့ပြီးတော့များသောအားဖြင့်အကုန်လုံးပြောတာမဟုတ်များသောအားဖြင့်မြန်မာလူမျိုးတွေမှာပညာတတ်လေပို့ပြီးတော့အတ္တတွေကြီးလေမာနတွေကြီးလေမဆုံးလို့ခြင်းလေမဆုံးလို့နိုင်လေထိုင်ကုန်လေးရပြီးတော့ဖိမပေးခြင်းဟဲ့လားဖိမပေးခြင်းပညာတတ်ဆိုရင်မာနမှန်လည်းကြီးသေးတယ်ပညာတတ်ဆိုရင်မာနလည်းကြီးသေးတယ်အများကျိုးအတွက်ဆိုဟိုမှာရက်ွက်ထဲကပညာမတတ်တဲ့ကောင်ကဆွန့်လွတ်ပြီးသွားပြီပညာတတ်တွေကအစည်းအဝေးထိုင်နေတော့ပညာတတ်တွေကစည်းဝေးထိုင်နေတော့ပညာတတ်တွေကပညာတတ်စကားလုံးတွေပြောပြီးစည်းဝေးထိုင်နေတော့စကားကြီးတွေပြောပြီးတော့9ရက်လောက်စည်းဝေးထိုင်နေတော့ထလုံးမကိစ္စမလုပ်ရသေးဘူးအများပြည်သူကောင်းကျိုးအတွက်နိုင်ငံကောင်းကျိုးအတွက်ထလုံးရမယ့်ကိစ္စကိုတကယ်ထားမလုပ်ရသေးဘူးပညာတတ်တွေကစည်းဝေးခေါ်နေတော့ပညာရှင်စကားတွေနဲ့ပညာတတ်စကားတွေနဲ့စည်းဝေးခေါ်ပြီးတော့ဆွေးနွေးနေတော့ရက်ွက်တွေကပညာသိမ့်မတတ်တဲ့နှလုံးသားဖြူစင်မြင့်မြတ်တဲ့တတ္တိရှိတဲ့ရဲရင်နဲ့စွန့်လွတ်နစ်နာခံဝန်းတဲ့လူငယ်တယောက်ထားလုပ်လိုက်ပြီတိတ်အများကြီးစဉ်းစားမနေဘူးပြတ်သားတယ်အဲဒါကြောင့်မလို့ပညာတတ်တွေရတွေးဝေးတယ်ဆိုတဲ့စကားအလကားဖြစ်လာတာမဟုတ်ဘူးကျွန်တော်ပြောတာမယုံနဲ့ကျွန်တော်ပြောတာမယုံနဲ့ကျွန်တော်ပြောတာဒီတိုင်းမယုံနဲ့ကိုရက်ွက်တဲ့ကိုယ့်ဘာပြန်လေးလားကိုအမျိုးထဲမှာကိုယ့်ဘာပြန်လေးလားကိုမိသားစုတွေမှာကိုယ့်ဘာပြန်လေးလား please အဲ့တော့ပညာမတတ်တဲ့မိုက်ယူရဲ့တယောက်ဟာဘယ်လိုခေါ်မလဲသူ့ရဲ့အဖြတ်နှုံးကဖြတ်စည်းနိုင်ဆိုတာပေါ့လူဖွဲ့စည်းအတွက်လူဖွဲ့စည်းကိုဖြတ်စည်းနိုင်ဆိုတာလူဖွဲ့စည်းအတွက်အနေရှိမှုကနည်းတယ်ပညာတတ်အောင်တန်းစားတွေများတဲ့အတိုင်းကြီးဟာလူဖွဲ့စည်းကိုအကြီးအကျယ်ဖြတ်စည်းလို့ရတယ်စိန်ပြေးနေပြေးဖြတ်စည်းလို့ရတယ်စနစ်တကျဖြတ်စည်းလို့ရတယ်အဲ့ဒါကိုခင်ဗျားတို့သိစေချင်တယ်နားလဲစေချင်တယ်ပညာတတ်တွေဆိုပြီးစွတ်အထင်မကြီးနဲ့ပညာတတ်အောင်တန်းသားတွေမြန်မာပြည်မှာအများကြီးဖြစ်နေပြီပညာတတ်အောင်တန်းသားတွေအင်္ဂလိပ်လိုလည်းတက်တယ်ပြင်သစ်လိုလည်းတက်တယ်စပန်နစ်လိုလည်းတက်တယ်ပညာရေးလည်းအများကြီးသင်ထားတာဒါပေမဲ့စိတ်ဓာတ်တွေကအောင်တန်းသားတွေအောင်တန်းသားစိတ်ဓာတ်အများအကျိုးတော့မကြည့်ဘူးအတ္တပူကြီးတယ်ဗျာမစွန့်လွတ်ချင်ဘူးဟုတ်လားတော့သူဒီပညာရေးသင်ဖို့အတွက်လှုပ်လာရတယ်ရင်းနှီးထားတဲ့ဟာတွေတို့ကိုသူတို့မစွန့်လွတ်နိုင်တာသူဖက်ရှူလေးလာပြီးတော့ကြကုတ်ကြခဲတင်ထားရတဲ့ပညာတွေအဲ့အတွက်ရင်းနှီးထားရတဲ့အချိန်တွေငွေကြေးတွေအဲ့ဒါတွေအတွက်သူတို့ကမစွန့်လွတ်ချင်တော့ဘူးမစွန့်လွတ်ချင်တော့တာမန်လူတယောက်စွန့်လွတ်နိုင်တဲ့ဟာတွေကိုအဲ့ဒီပညာတက်လာပါတယ်ဆိုတဲ့လူတွေကမစွန့်လွတ်နိုင်တော့ဘူးပညာတတ်အောက်တန်းသားတွေယနေ့မြန်မာနိုင်ငံမှာအများများနေတယ်ပညာတတ်ဟန်ဆောင်ထားတဲ့အောက်တန်းသားတွေပိုများတယ်ပညာတတ်ဟန်ဆောင်ထားတာနောက်တော့ပညာတတ်တယ်လေလှုပ်ရှားလားအဲ့ဒါပညာတတ်ဟန်ဆောင်ထားတာလူများလူဘုံအလင်းမှာပညာတတ်ဟန်ဆောင်ထားတဲ့အောက်တန်းသားတွေဟာသူတို့ရဲ့အဖြတ်အမောက်ဟာပိုးကြီးတယ်တိုင်းပြည်အတွက်ပိုးအနေရှိတယ်မြန်မာလူဖွဲ့စည်းအတွက်ပိုးအနေကြီးတယ်ရိုးသားတဲ့လူတွေကဟုတ်တယ်ကျွန်တော်တို့ကပညာမတတ်ဘူးကျွန်တော်တို့တောင်သားရိုးတယ်မသိဘူးကျွန်တော်နားမလဲဘူးသူတို့ကဝင်မပါတော့သူတို့အမှန်တိုင်းသိမြင်တော်မူတယ်အဲ့လူတွေကဟုတ်တယ်ကျွန်တော်တို့ကလုံးမသိပါဘူးဗျာကျွန်တော်တို့ကတကယ်မသိပါဘူးပညာရေးလည်းမတတ်ပါဘူးကျွန်တော်တို့တောင်သားတွေကျွန်တော်စဘာပဲစိတ်တက်တာ
ကျွန်တော်တို့တောင်ရပဲလုတ်တက်တာကျွန်တော်ကငါးပဲဖမ်းတက်တာဒါပေမဲ့သူတို့စိတ်တွေကမြင့်မြတ်တယ်လူတွေရှိတယ်ပညာတော့မတတ်ဘူးဒါပေမဲ့စိတ်တက်တွေကအထက်တန်းသားတွေမြင့်မြတ်တယ်အများကျိုးအတွက်အသက်ပင်ဆွနိုင်တယ်ဖြူစင်တယ်လူများတွေကိုမယုံမအောင်မကောက်ချစ်ဘူးမတရားတာတွေမလုပ်ဘူးသူတို့ကသူတို့သိတယ်ကျွန်တော်ကပညာမတတ်ဘူးအဲ့တော့သူတို့ကရှုပ်ရှုပ်ထူးထူးကိစ္စတွေမှာလည်းသူတို့ကဘေးထိုင်နေတယ်ဝင်မပါဘူးသူတို့မသိရင်မသိတဲ့အတိုင်းပဲထိုင်ကြည့်နေတယ်ဟောပညာတတ်တွေဆရာတို့ပညာတတ်တွေလောက်ကြပါဆရာတို့ပညာတတ်တွေပဲဥဆောင်ကြပါတက်ရောင်ဝါးတွေဝင်မလုပ်ဘူးတက်ရောင်ဝါးတွေဝင်မလုပ်ဘူးဝူဝါးတွေဝင်မလုပ်ဘူးဥကြောင်ကြားတွေဝင်မလုပ်ပညာတတ်ဟန်ဆောင်ထားတဲ့အောက်တန်းသားတွေကြတော့ဖေဖေနဲ့ငါတို့ပညာတတ်တွေလေအဲ့ဒါငါတို့လုံးမှာပေါ့ငါတို့လုံးမှာဖြစ်မှာပေါ့ငါတို့ကယ်မှာဖြစ်မှာပေါ့ငါတို့လုံးမှာဖြစ်မှာပေါ့ဒီကိစ္စကြောင့်ငါတို့ဝင်ပါတော့မယ်လေငါတို့ဝင်ပါတော့မဖြစ်ဘူးလေငါတို့ပညာတတ်တွေမလားဟုတ်တယ်မလားတိုင်းငါတို့ပညာတတ်တွေမလားအေးဘောမင်းရလေငါတို့ပညာတတ်တွေလေကွာအေးဘောအစည်းအဝေးထိုင်ကြမယ်လေမင်းနဲ့ငါလည်းမတွေ့အောင်လားဇွန်းနဲ့ခရီးနေလှုပ်လိုက်တော့ဟာဇွန်းမီတင်နေခေါ်လိုက်ကွာတာကြီးငါတို့အနည်းပညာလည်းတက်တယ်လေဇွန်းမီတင်တကဘာလုံးငါတို့ဇွန်းမီတင်ခေါ်လို့ရတယ်ဟုတ်တယ်မလားငါတို့ပညာတက်တွေပဲဟာဒါပေမဲ့စိတ်တက်တွေအောက်တန်းကြနေအောက်တန်းကိုမိုးမြေကြီးတဆုံကြနေငရဲပြည်တော်ရောက်တော့မစိတ်တက်တွေအတ္တတွေကလည်းကြီးမာနတွေကလည်းကြီးမာနတွေကလည်းကြီးမန်တွေကလည်းကြီးစိတ်တက်ကြီးတွေဟာဟိုရွာတငါတယ်လေးလောက်တော့မဖြူစင်ဘူးမမြင့်မြတ်ဘူးဒါပေမဲ့ငါတို့ပညာတတ်တွေဆိုတာနဲ့ဤပညာလည်းသုံးတတ်တယ်လေဒီကမ္ဘာလုံးချိတ်ဆက်ပြီးနောက်ဝေါ်တွေနဲ့ဘလို့ဘာညာဇုံမီတင်ခေါ်လိုက်ဒီစီဝေးမပြီးရင်နောက်စီဝေးပေါ့အဲ့ဒါစီဝေးမှာပညာတတ်စကလုံးတွေသုံးတော့ဗျာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘိုးလူတွေအများကြီးညှက်သုံးတော့ဘိုးလူတွေအများကြီးညှက်သုံးတော့ဒါလေးကtransparency ရှိရမယ်ကျွန်တော်inclusive ဖြစ်ရမယ်ဘာညာလေးပေါ့ဗျာလူကြီးတွေပေါ့ကြီးလူချင်းအောင်လျှောက်ပြောသူတို့ရဲ့ပညာတတ်တွေလောက်ကြပါစေဆိုသူတို့ရဲ့ပညာတတ်တွေသူတို့ရဲ့ပညာတတ်တွေပဲလောက်ကြပါစေတိုင်းပြည်သူတို့လုံးမဖြစ်မှာပေါ့သူတို့ရဲ့ပညာတတ်တွေဆိုပြီးတော့ကျန်တဲ့လူတွေကတကယ်စိတ်နှလုံးဖြူစင်တဲ့လူတွေကဒီလိုပဲကြည်နေလိုက်ကြတာမြန်မာလူဖွဲ့စည်းမှာခေတ်ဆက်သူတို့ကသူတို့ငါတို့ကသူတို့လောက်ပညာမတတ်ဘူးလေငါတို့ကသူတို့လောက်ပညာမတတ်ပါလားဆိုတော့တိတ်ငယ်စိတ်လေးနဲ့ဒါပေမဲ့အဲ့လူတွေအများစုကပို့ပြီးတော့ယူသားတယ်ဖြူစင်တယ်ရှိတိုင်းပဲမသိဘူးမသိပါဘူးကျွန်တော်တို့ကျမတို့မတက်ပါဘူးကျွန်တော်တို့ကျမတို့မစွမ်းပါဘူးကိုယ့်အချိန်တွေကိုအမှန်တိုင်းသိမြင်နားလဲအတွက်သူတို့တွေကအဲ့ဒီပညာတတ်ဟန်ဆောင်ထားတယ်ပညာတတ်အောက်တန်းသားတွေကိုအားကိုးတယ်တကယ်ပညာတတ်တဲ့အောက်တန်းသားတွေကိုပိုအားကိုးတယ်အဲ့မှာပညာတတ်ဟန်ဆောင်ထားတဲ့အောက်တန်းသားတွေနဲ့ပညာတတ်အောက်တန်းသားတွေနဲ့လူပုံလေးမှာထွက်လာပြီးတော့ဘိုးလိုတွေညှက်ပြောပြီးတော့အင်္ဂလိပ်စကားလုံးတွေကိုတွင်းကျဲသုံးပြီးတော့လူနာမလဲတဲ့ dictionary ရဲ့စကားတွေကိုတွင်းကျဲသုံးပြီးတော့စကားလုံးအခန့်အထည်တွေနဲ့သူတို့ရဲ့အတ္တတွေအတွက်ဖုံးညာပြီးကြတယ်သူတို့ရဲ့အတ္တတွေအတွက် fight ကြတယ်ရန်နေဖြစ်ကြတယ်ဇီဝေးတွေမှာသူတို့မဆုံးလွတ်နိုင်မှုတွေအတွက်သူတို့မစွန့်စားရဲတဲ့တရေဘောကြောင်မှုတွေအတွက်သူတို့ရဲ့မပြတ်သားမှုတွေအတွက်သူတို့ရဲ့မန်တွေအတွက်မာနာတွေအတွက်သူတို့ရဲ့ဂုံတွေအတွက်သူတို့ရဲ့စီးစိမ်ချမ်းသာတွေအတွက်သူတို့ရဲ့ယာဒူးတွေအတွက်အဲ့မှာပညာတဲ့စကားလုံးတွေသုံးပြီးတော့ fight ကြတယ်မြင်လားကျွန်တော်ပြောနေတဲ့လူတန်းသားကိုမြင်လားအဲ့ဒီလူတန်းသားနှစ်ရက်ကိုမြင်လားပညာတတ်လူတန်းသားနဲ့ပညာတတ်အောက်တန်းသားနဲ့ပညာတက်ချင်ဆောင်ထားတဲ့အောက်တန်းသားလူတန်းသားနှစ်ရက်ကိုမြင်လားအခုဒီနေ့ Star Stone လွှင့်တဲ့ live ကပညာတတ်အောက်တန်းသားတွေအကြောင်းပြောနေတာအဲ့ပညာတတ်အောက်တန်းသားတွေကစာတွေအခန့်အထည်တွေလည်းရေးတတ်တယ်ပညာတက်ချင်ဆောင်ထားတဲ့အောက်တန်းသားအများစုဟာအဲ့ပညာမတက်တဲ့လူတွေကြားထဲမှာပို့ပြီးတော့ဟိတ်ဟန်နေထုတ်တယ်
Facebook ပေါ်မှာဆိုလဲစာတကယ်စာအခန့်ထဲရေးတယ်သူတို့ရေစာရေးလည်းကောင်းကြတယ်ချုံငုံဟာရေးလဲသုံးသက်ပြမယ်ခင်ဗျားတို့ကဘာကျော် theory တွေနဲ့ခင်ဗျားတို့သုံးသက်ပြမှာသုံးသက်ပြမှာတတ်လို့ဗျာ theory ပေါ့ theory ပြောပြမယ် theory ပြောပြမယ်ခင်ဗျားတို့ theory တစ်ခုပြောပြမယ်အဲ့ theory လိုက်ပြီးတော့လှုပ်ချင်လဲလှုပ်ဆရာကြီးဖြစ်နေတင်ပေးမယ်ဆရာကြီးဖြစ်နေတင်ပေးမယ် Star Stone ဟာဆရာကြီးဖြစ်နေတင်ပေးမယ်ခင်ဗျားတို့ကြည့်နေလို့အားလုံးဆရာကြီးဖြစ်နေတင်ပေးမယ်ဆရာကြီးဖြစ်နေလိုချင်တယ်လို့လည်းညှိုးထားအောင် Star Stone ဆရာကြီးဖြစ်နေတခါတည်းတစ်ထိုင်နဲ့တင်ပေးမယ်လက်ကပေးကြရမလို့ကျွန်တော်ကျူရှင်ကပေးကြရမလို့ဆရာကြီးဖြစ်နေမြမလူဖွဲ့ဒီမှာဆရာကြီးဖြစ်နေတခါတည်းတစ်ထိုင်နဲ့တင်ပေးလိုက်မယ်ဆရာကြီးဖြစ်နေလက်ညှိုးထောင်မှာဆရာကြီးဖြစ်နေ Star Stone ကပေးမှာအခုပေးမှာတစ်ထိုင်နဲ့ပေးမှာဆရာကြီးဖြစ်နေဒီလိုဇလန်မသိတဲ့လူတွေကြားထဲမှာမတက်တဲ့လူတွေကြားထဲမှာခင်ဗျာဆရာကြီးဖြစ်နေပြောပြမှာကိစ္စတစ်ခုဗျာထားပါတော့အခြေအနေတစ်ခုပေါ့တေချာကြည့်လိုက်ရှင်းလေးရှင်းနေတဲ့ကိစ္စတစ်ခုခင်ဗျာအရင်ရှုပ်လိုက်ရှင်းနေတဲ့ကိစ္စကိုအဲ့လူပုံလေးမှာရှုပ်လိုက်အဲ့လူတွေနားမလဲလောက်နိုင်လောက်အောင်ရှုပ်ပလိုက် theory တွေအကိုကားတွေကြမ်းကိုကားတွေနဲ့ကဘာတကယ်စကလုံးအခန့်အထည်တွေနဲ့အတိအခန့်ကြီးတွေနဲ့စကလုံး heavy တွေနဲ့ဖမ်းရှုပ်ပလိုက်တကယ်တော့အဲ့ကိစ္စရိုးရိုးလေးဒါပေမဲ့အဲ့လူတွေရှိမှလူတွေစီလာတဲ့နေရာတွေပေါ့ဗျာသူမသားကိုအာသူဘလူတွေများတဲ့အထက်မှာသူမသားကိုမသားကောင်းတွေများတဲ့အထက်မှာခင်ဗျာဆရာကြီးလုံနေတင်ပေးနေတာရှင်းနေတဲ့ကိစ္စကိုရှုပ်ပလိုက်အရှုပ်ကြီးဖြစ်အောင်ရှုပ်ပလိုက်အဲ့လူတွေရှုပ်သွားပြီလားအဲ့ရှင်နဲ့ပြန်ရှင်းပြလိုက်ပြန်ရှင်းပြလိုက်အော်ရှင်းသွားပြီဆရာကြီးပဲခင်ဗျာဆရာကြီးဖြစ်နေတထိုင်ပဲပြေးတာဆရာကြီးဖြစ်နေရှင်းနေတဲ့ကိစ္စကိုရှုံးနိုင်တယ်များရှုပ်ပေးလိုက်အဲ့လူတွေမူးသွားအောင်ရှုပ်ပေးလိုက်အဲ့လူတွေဘလုံးမနားမလဲအောင်ရှုပ်ပေးလိုက်သူတို့တခါမကြားဘူးလေကြမ်းနေအကိုအကားတွေ theory တွေနဲ့အတွေးခေါ်တွေပါအကုန်ပေါင်းဗျာစကလုံးအခန့်ထဲကြီးနဲ့ခင်ဗျာ heavy ရှုပ်ပလိုက်ရှုပ်ပလိုက်ပြီးမှပြန်ရှင်းပြလိုက်တကယ်တော့အကိစ္စရှင်းလေးလူလိုတွေးယုံတယ်ကိုရှင်းလေးနှလုံးသားနဲ့ခံစားနားလည်လိုက်ပြီးတော့လူဆန်းဆန်းတွေးလိုက်ရင်လူတဘာဝအရာတွေးလိုက်ရင်ကဘာမြေကြီးရဲ့တဘာဝအရာတဘာဝတရားအရာတွေးလိုက်ရင်ရှင်းလေးလူဖြစ်စဉ်တွေအရာတွေးလိုက်ရင်ရှင်းလေးရှင်းနေတဲ့ကိစ္စကိုပြောချင်တာဗျရှင်းနေတဲ့ကိစ္စကိုအတကုံရှုပ်ပြီးရင်ပြန်ရှင်းပြရတယ်အဲ့လူပုံလေးမှာခမရဆရာကြီးဖြစ်သွားတာဆရာကြီးပဲစကလုံးကြီးနဲ့အာဘောင်အရင်တန်တာဝါဘုံရှုပ်လိုက်အဲ့လိုစကလုံး heavy တွေတုံးပြီးရှုပ်လိုက်ပြီးရင်အဲ့ဒါကိုပြန်ပြီးရှင်းပြလိုက်ခမရဆရာကြီးဖြစ်ပြီနော်ခင်ဗျာအဝေးတင်ဆောင်ဝက်ဖြေဖို့တော့မှ3လလောက်တက်ရသေးတယ်ဆရာ Star Stone ပေးတဲ့ဆရာကြီးဖြစ်နေရမိနစ်ပိုင်းနဲ့ပြီးသွားပြီဘာမှထုတ်ပြီးတော့ note ပေါ်မှာရေးစရာမလိုခင်ဗျာနှလုံးသားထဲကိုရောက်သွားပြီထိုင်ထဲထည့်ပေးလိုက်တာဆရာကြီးဖြစ်နေ Star Stone ရဲ့ဆရာကြီးဖြစ်နေလမ်းညွှန်ရှင်းနေတာကိုရှုပ်သွားပြီဆိုရင်ပြန်ရှင်းပြလိုက်ရပြီလားရတယ်လူလည်းညှိုးထားအောင်စာသင်ခန်းမှာလို့ပေါ့ရတယ်လူလည်းညှိုးထားအောင်တားတို့သမီးတို့ရရင်လည်းညှိုးထားအောင်ဆရာကြီးတွေဖြစ်သွားပြီဆိုလည်းညှိုးထားအောင်အခုတော့ဆရာကြီးလုံးလို့ရနေပြီအခုတော့ချက်ချင်းလက်ဖေးဆိုင်သွားပြီးဆရာကြီးလုံးလို့ရနေပြီအခုတော့မိသားစုတွေကပြန်ပြီးဆရာကြီးလုံးလို့ရနေပြီအခုတော့မျိုးတွေကြားထဲမှာဆရာကြီးလုံးလို့ရနေပြီ Star Stone live ကိုလာကြည့်လိုက်တာဆရာကြီးဖြစ်သွားတယ်ဆရာကြီးတွေကြားထဲမှာဆရာကြီးဖြစ်တည်ရှိသေးတယ်ဆရာကြီးကြားထဲမှာဆရာကြီးဖြစ်နေဆိုတာရှိသေးတယ်ဒါက advanced course advanced ဖြစ်တဲ့ course နော်ဒါ advanced ဖြစ်တယ်ဆရာကြီးကြားထဲမှာသူကဆရာကြီးဖြစ်နေပြီတထိုင်နဲ့ပြေးလိုက်ပါမယ်ဗျာကျွန်တော်မရှိုးထားတော့ပါမရှိုးထားကျွန်တော်က open book ခင်ဗျားတို့ကျွန်တော်တခါတထိုင်နဲ့ open book
ခိုင်းသိမိလိုက်အဲ့လည်း theory ရတာပဲအဲ့ဆရာကြီးတွေကြားထဲမှာအဘောင်အရင်ပို့ပြီးတော့တန်အဲ့ဆရာကြီးတွေအကုန်လုံးထဲမှာခမရပို့ပြီးတော့ဟိတ်ဟန်နဲ့ဟိတ်ကြီးဟန်ကြီးနဲ့အဲ့ဆရာကြီးတွေမကြားဘူးတဲ့သကလုံးတွေနဲ့ထိုးပြီးတော့ရှုပ်ထလိုက်အကြီးရှုပ်ထလိုက်သူကလည်းပို့အားဆိုင်ရအကြီးရှုပ်အရှုပ် heavy ရှုပ်ပြီးတော့မှအဲ့ဆရာကြီးကိုပြန်ရှင်းပြလိုက်အဲ့ဒါခမရဆရာကြီးဖြစ်တော့ဆရာကြီးပြောတာဆရာကြီးပဲပြန်ပြန်မြောက်ဆရာတရားလေးပဲဟာမိုင်းလိုက်လားလေဘေခင်ဗျားတို့တခါလဲတင်ပေးလိုက်တာဟာရပြီလားရှင်းနေတာကိုရှုပ်ဆရာကြီးကြားထဲမှာဆိုအဲ့ဆရာကြီးကြီးကြားထဲမှာကိုထက်ရှုပ်ပြင်ပြန်ရှင်းပြလိုက်ခင်ဗျားဆရာကြီးဖြစ်ပြီဒါပဲခပ်ဘူးနော်ဒီညခင်ဗျားတို့ဒေါ်လာတန်းချီပြီးတော့တန်တဲ့နီးကိုပေးလိုက်တာနော်ကျွန်တော်ဒေါ်လာတန်းချီတန်တယ်နော်ဟာတချို့တဘောလုံးသိမသွားဘူးဆရာကြီးသာဖြစ်ချင်တာတဘောလုံးသိမသွားဘူးဆရာကြီးဖြစ်ဖို့ကြိုးစားရတဲ့တေရောရဲ့လူအများကြီးပဲဆရာကြီးဖြစ်ဖို့ကြိုးစားရတဲ့တေရောတာဆရာကြီးဖြစ်ဖို့ကြိုးစားရတဲ့တေရောတာဆရာကြီးတော့ဖြစ်ခွင့်မရတေရောရဲ့လူတဘောကြီးသူသိမသွားအဲ့နီးနော်မင်းတို့ဆရာကြီးဖြစ်နေတင်ပေးလိုက်ပြီမင်းတို့အောင်လည်းမရပါပြီStar Stone ရဲ့ certificate ရပါပြီ Star Stone တင်တဲ့ညောင်းကနေခင်ဗျားတို့ဆရာကြီးလက်မှတ်ထုတ်ပေးလိုက်ပြီနော်ဆရာကြီးလက်မှတ်ပါတခါထုတ်ပေးလိုက်တာဆရာကြီးလက်မှတ်ဒီနေ့ခင်ဗျားလည်း social media ပေါ်မှာပို့ဆိုးတယ်အဲ့လိုဘူးမသိကိုမသိတယ်ဘာမှသိမသိတဲ့ဟာတွေကြားထဲမှာဆရာကြီးလောက်ရပို့လွယ်တယ်တခုဖြစ်ပြီလားရှုပ်ထလိုက်ဝင်ရှုပ်လိုက်ဆောင်းနဲ့ဝင်ရှုပ်လိုက်ဝင်ရှုပ်ပြီးပြန်ရှင်းပြလိုက်နောက်ဆုံးပိုက်လေးမှပြန်ရှင်းပြလိုက်ခင်ဗျားဖို့စားဆရာကြီးပဲခင်ဗျားဆရာကြီးပဲအေးစန္ဒာဆရာကြီးဖြစ်သွားပြီလားအေးစန္ဒာမအေးစန္ဒာဆရာကြီးဖြစ်သွားပြီလားဒီည Star Stone ကျောင်းကနေဆရာကြီးဖြစ်သွားပြီလားအောင်လက်မှတ်ကိုဘောင်းကုတ်ပြီးတော့ချိတ်ထားလိုက်မဲမှာချိတ်ထားလိုက်ဆရာကြီးStar Stone လက်မှတ်လိုချင်တော့ကျွန်တော်ပို့ပေးလိုက်မယ်နော် Messenger ကနေပို့ပေးလိုက်မယ် Star Stone လက်မှတ် print out တစ်ခါထုတ်လိုက်ဘောင်းကုတ်ပြီးမဲမှာချိတ်ထားလိုက်မအေးစန္ဒာဆရာကြီးအောက်က Star Stone လက်မှတ်နဲ့နေမချိတ်တာအိမ်သားလေလူတွေလေဝါမယ်ဆရာဒီအောင်လက်မကစားဒီအောင်လက်မကစားဟိုလုံးရင်အဲ့လိုရုပ်တီလုံးရုပ်တီလုံးရုပ်ချင်ရုပ်တီလုံးလူရှိနေတာပေါ့ဟုတ်တယ်မလားပြုံးစီတော့မလုံးနဲ့လေတကယ်အတီအခန့်လို့ခင်ဗျားတို့ကျွန်တော်သင်ပေးနေတာတော့မွေးမသိတော့မကြိုးတွေမလုံးနဲ့တကယ်လို့ဘာလို့တကယ်လို့အာရောဆိုင်တကယ်လို့ဆရာကြီးလုံးမယ်ဆိုရင်ဆရာကြီးပြပြလို့အဲ့ဒါပြရှုပ်ပြီးမှပြန်ရှင်းပြလိုက်ချိန်လိုက်မယ်အောင်လည်းမရလာပြီStar Stone ကြောင်းစင်းအောင်လည်းမနိုင်ရမှာချိန်ရွှေရောင်ပေါင်နဲ့ချိန်မြန်မာတွေကရွှေရောင်သူကြိုက်တယ်မလားမြန်မာတွေကရွှေရောင်ပေါင်ကြိုက်တယ်အဲ့ဒီအောင်လည်းမကိုရွှေရောင်ပေါင်ကိုမြန်မာတွေကကြီးရင်လည်းကြိုက်တယ်အကြီးလို့မြန်မာတွေအကြိုက်ကိုသိရင်ရပြီခင်ဗျာဆရာကြီးမကြီးဖြစ်ပြီဆရာကြီးဖြစ်ပြီမြန်မာတွေအကြောင်းကိုကောင်းသိရင်ခင်ဗျာတဘွားလုံးခင်ဗျာလေဆရာကြီးဖြစ်ပြီတီယိုရီယာဒါပဲလာတန်းကြပြတယ်မှာပါတယ်လူဆိုတာကိုရောက်တဲ့နေရာကိုယ့်ဟာကိုသိဖို့ရည်ကြည်တယ်
ခင်ဗျားဆရာကြီးလုံးမဲ့နေရအောင်ခင်ဗျားသိပါကိုပေါ့သိဖို့ရေးကြည့်တယ်ခင်ဗျားဆရာကြီးလုံးမဲ့နေပဲခင်ဗျားဆရာကြီးလုံးမဲ့နေရအောင်သိကိုပေါ့သိဖို့ရေးကြည့်တယ်ဟာအဲ့ဒီမှာရှင်းနေတဲ့ကိစ္စတခုထိုးရှုပ်ပလိုက်ထိုးရှုပ်ပလိုက်ရေးလဲရှုပ်ပလိုက်အကြီးရှုပ်ပလိုက်ပြီးတော့ပဲရှင်းပေးလိုက်ခင်ဗျားအကဲတင်ရှင်းမယ်ကဲတင်ရှင်းမယ်မြန်မာနိုင်ငံကြီးမှာအဲ့ကွက်တွေပဲမြင်လားမသိဘူးမြင်ကြလားမသိဘူးမြင်ကြလားမြန်မာနိုင်ငံကြီးမှာဆရာကြီးများနေရလေမြင်ပြီလားဘာကြောင့်လဲသိပြီလားမြန်မာနိုင်ငံကြီးမှာဆရာကြီးနိုင်ငံကြီးလိလာတုံးသက်သူခင်ဗျားလည်းမြန်မာနိုင်ငံကြီးမှာတော်တော်များတယ်မြန်မာဒီမိုကရေစီခီးကျန်း1962ခုနှစ်နေဝင်အာဏာသိမ်းပြီးမြန်မာဒီမိုကရေစီခီးကျန်းကြီးကစတာအခု2021ခုနှစ်အာဏာသိမ်းမှုအပြီးຫນွေဦးဒေါ်လာရေးရောက်တဲ့အချိန်အထိຫນွေဦးဒေါ်လာရေးကတော့ဆရာကြီးပုံများတယ်ဗျຫນွေဦးဒေါ်လာရေးကပညာတတ်အောက်တန်းစားတွေရောပညာတတ်ဟန်ဆောင်တဲ့အောက်တန်းစားတွေရောပုံများတယ်ຫນွေဦးဒေါ်လာရေးမှာအဲ့ဟာတွေအများဆုံးဖြစ်တယ်ဘာလို့ဆို social media kids ဆိုတော့လေ social network kids ဆိုတော့ကို Facebook မှာကို live လွှင့်ပြီးတော့ဆရာကြီးလုပ်လို့ရအောင်စတာဆုံးဆရာကြီးမလုပ်ချင်လို့စတာဆုံးဆရာကြီးလုပ်ရင်ခင်ဗျားတို့ယူအောင်သွားအောင်မယ်တကယ်ကောင်းပြီလားကျွန်တော်ဆရာကြီးလုပ်ရင်ခင်ဗျားတို့ယူအောင်သွားအောင်မယ်မလုပ်ချင်ပါဘူးဘာလုပ်မှာလဲအေးစိပဲနေပါရစေကြောက်ပါသေးရဲ့စတာဆုံးလူကဲနေတာစတာဆုံးလူကဲနေတာစတာဆုံးရောက်ရရက်ကနေလူတွေရဲ့စိတ်ဝိညာဉ်တွေကိုကဲနေတာအဲ့ຫນွေဦးတော်လည်းရပညာတတ်အောက်တန်းစားအများဆုံးဖြစ်တယ်တခါလေးပြောတယ်ဒီနေ့ချိန်ထိမြန်မာဒီမိုကရေစီလှုပ်ရှားမှုခေတ်အဆက်ဆက်မှာပညာတတ်အောက်တန်းစားအများဆုံးဟာယနေ့ခေတ်ကာလပဲပညာတတ်ဟန်ဆောင်ထားတဲ့အောက်တန်းစားအများဆုံးဟာယနေ့ခေတ်ကာလပဲissue တိုင်းမှာပေါ်လာတယ်အဲ့ဒီပညာတတ်အောက်တန်းစားတွေတကယ်တော့သူတို့မှာနောက်မှာ hidden agenda ခေါ်တယ်ဘာခေါ်လဲလားနောက်ွယ်မှာသူတို့မှာ interest ရှိတယ်သူတို့ရဲ့အကျိုးစီးပွားတွေရှိတယ်ဒါပေမဲ့သူတို့ကအဲ့အကျိုးစီးပွားတွေကိုသူတို့ကလူ public မမြင်အောင်သူတို့ကတကယ်ဆွန့်လွတ်သူကြီးတွေပေါ့ဆောက်ရဆွန့်လွတ်တာမြန်မာဒီမိုကရေစီရေးအတွက်ဆောက်ရနေဆွန့်လွတ်တာအော်နာရှင်တော်လာမှုတော့ဆောက်ရနေဆွန့်လွတ်တာpublic အမြင်မှာလူအများအမြင်မှာသူတို့ကအမတန်ဆွန့်လွတ်နေနာခံထားတဲ့လူတွေဖြစ်ကြောင်းအတွင်းကျဲပြောလိုက်မယ်ဒါပေမဲ့သူတို့လူမမြင်နိုင်တဲ့နောက်ွယ်မှာလူမမြင်ရတဲ့ကိုချိုးစည်းပွားတွေသူတို့မဆွန့်လွတ်ရဲတာတွေမဆွန့်လွတ်ချင်တာတွေသူတို့မပြောက်ပြက်ချင်တာတွေသူတို့ဂုံတိတ်ခါတွေမမြင်ရတာတွေပါသူတို့ရဲ့နေမယ်တွေဂုံတရင်တွေအများကြီးပါအဲ့လူတွေကယနေ့ຫນွေဦးကာလာတော့ຫນွေဦးကာလာအောင်ဖြစ်ຫນွေဦးတော်လိုက်ကာလာမှာအများဆုံးပဲဒီကာလာအများဆုံးပဲမြန်မာပြည်သူလူထုတို့အန်ဒီရဲ့အကြီးဆုံးကာလာဖြစ်တယ်မြန်မာပြည်သူလူထုရိုးသားတဲ့တကယ်ဘာမှသိခွင့်မရတဲ့ဘာမှအမောင်ပိတ်ခံထားရတဲ့မြန်မာပြည်သူလူထုအများစုကြီးအတွက်အဲ့ဒီပညာတတ်အောက်တန်းသားတွေအစိတ်တောက်တွေဖြစ်တယ်ကဲတင်ရှင်အတူရောက်နေဖြစ်တယ်အန်ဒီရဲ့အကြီးဆုံးလူတွေဖြစ်တယ်ပညာတတ်အောက်တန်းသားတွေဟာနေပယ်ခန္ဓာအတိတ်မှာအန်ဒီရဲ့ရန်ကြီးတော်လည်းတစ်ခုတည်းမဟုတ် social influencer လို့သူတို့ကသူတို့ social influencer လို့သူတို့ကသူတို့ခေါ်နေတာအဲ့လူတွေပါပါတယ်အများကြီးရှိတယ်ဒါပေမဲ့တကယ်တော့သူတို့နောက်ွယ်မှာသူတို့မှာ interest ရှိတယ်သူတို့ရဲ့ကိုချိုးစည်းပွားတွေရှိတယ်သူတို့ promote လုပ်နေတာတွေရှိတယ်သူတို့ကြီးထွားအောင်လုပ်နေတာတွေရှိတယ်သူတို့တိစောက်နေတာတွေရှိတယ်သူတို့မစွန့်လွတ်ချင်နေတာတွေရှိတယ်သူတို့မပြောင်းပြက်ချင်နေတာတွေရှိတယ်တိစောက်နေကြတာဒါပေမဲ့သူတို့က public မှာတော့သူတို့ကတကယ်စွန့်လွတ်နေနာခံသူကြီးတွေသူတို့ထက်စွန့်လွတ်တဲ့လူတွေတော့သူတို့လောက်မစွန့်လွတ်ဘူးဒီနေ့ຫນွေဦးတော်လိုင်းကာလာအများဆုံးကာလာဖြစ်တယ်ခင်ဗျားတို့သတိထားပါစတားဆုံးမြန်မာပြည်သူကိုချစ်လို့ပြောနေတာမြန်မာပြည်သူဟာလဲမလို့နဲ့နှစ်ပတ်မပြည့်ဘူး
လဲချင်းဟန်ဆောင်ထားကြတာမြန်မာပြည်သူအများစုကလည်းလဲချင်းဟန်ဆောင်ထားကြမင်းဆရာကြီးလားမလုံးနဲ့မင်းဆရာကြီးလားစောက်ကတော့ဆရာကြီးလို့သွားလို့နဲ့မပါဘူးလူကြီးတော့နေစရာမရှိဘူးသမင်းငတ်နေတာလူကြီးတော့မင်းဆရာကြီးလားထားသူကအဲ့လိုပြောချင်းအပြင်သူတို့ရဲ့မသိမှုဘုံကွယ်တယ်လို့ခေါ်တယ်သူတို့ရဲ့မသိမှုသူတို့မှမရှိမှုသူတို့အဲ့ဒါနဲ့ဘုံကွယ်တာဖြဲတာပဲဖြဲခြင်းအပြင်ဘုံကွယ်တာအဲ့မြန်မာပြည်သူကလည်းသူတို့ကလည်းဖိဖိဟန်ကိုဖို့ငါတို့ကမနှုတ်ငါတို့မအောင်ငါတို့ကသိတယ်ငါတို့ကနတ်တယ်ဆိုကြောင်းကိုသူတို့ကလည်းဟန်နဲ့ပြအဲ့ပညာတတ်အောက်တန်းသားတွေကလည်းဖြုတ်တာအဲ့မှာယူခါနေကြတာပဲမှာယနေ့အချိန်ကြီးအဲ့ဒါအချိန်ကြီးအဲ့ဒါ online ပေါ်မှာခင်ဗျားတို့ပြဿနာတက်နေတာတွေ online ပေါ်ကပွဲတွေ online ပေါ်မှာကိစ္စအဝဝပေါ့ဗျာကိစ္စအဝဝအဲ့ဒါတွေပညာတတ်အောက်တန်းသားကယူအောက်တန်းသားထက်ပူပြီးတော့အန်တရဲ့ကြီးတာဖြစ်ကြောင်း Star Stone လာပြောတာလာပြောတာအဲ့တော့ယနေ့မြန်မာပြည်သူကအဲ့ဒီပညာတတ်အောက်တန်းသားတွေရဲ့ကယ်တင်ရှင်လို့လှုပ်ချင်းတွေကိုခံရတယ်နိုင်ငံရေးပါပါတယ်နိုင်ငံရေးပါပါတယ်အဲ့ဒီပညာတတ်အောက်တန်းသားတွေရဲ့လိမ့်လေလှည့်ပြားခြင်းကိုခံရတယ်ညာခြင်းကိုခံရတယ်မသိဘူးသူတို့တွေကဒီမှမသိပဲ Star Stone ပြောမှကြားဘူးတာလေအကြီးတို့ကတကယ်မသိတာ Star Stone သိတယ်အကြီးတို့သိတယ်ဦးလေးတို့တော်တို့အကြီးတို့ကိုတို့မမတို့ညီမလေးတို့ညီလေးတို့မသိတာကို Star Stone သိတယ်အဲ့ဒီခင်ဗျားတို့ရဲ့မသိမှုကိုပဲအဲ့ဒီပညာတတ်အောက်တန်းသားတွေနဲ့ပညာတတ်ဟန်ဆောင်ထားတဲ့အောက်တန်းသားတွေကမိန်ရီရှက်ရီအတုံးချပြီးတော့သူတို့ရဲ့ကိုကျိုးစည်းပွားတွေကိုတိဆောက်နေကြတာအများစုဖြစ်တယ်ယနေ့ຫນွေဦးတော်လှန်ရေးကာလမှာယနေ့အချိန်ထိပိုးပြီးများလာနေတယ်လာပြောတာညအခါလာတာမှာလာပြောတာချစ်လို့ပြောတာမဆက်နဲ့နှက်ကြတော့Star Stone လူကဲနေတာနော်မြန်မာပြည်သူတန်း60ကို Star Stone ဒန်းပေါ်မှာထိုင်ပြီးလူကဲနေတာနော်Star Stone ဒန်းစီးနဲ့လူကဲနေတာစလိလေးဖွာပြီးတော့ American ပြည်ထောင်စု Georgia ပြည်နယ်နဲ့ Florida ပြည်နယ်နယ်စပ်ကWaycross ဆိုတဲ့မြို့ငယ်လေးမှာဒန်းပေါ်မှာထိုင်ရင်းနဲ့သူများအိမ်တော့ချင်းလူငယ်တယောက်ပိုင်တဲ့အိမ်ဝယ်ထားတစ်ဖက်ပဲရှိသေးတယ်အိမ်ကဝယ်ထားတစ်ဖက်ပဲရှိသေးတယ်ဧည့်သည်yeah လူတန်း60ကိုလှမ်းကယ်နေတာကယ်လို့ရတယ်လို့ပေါ့ဗျာဆောက်ဆွဲတွေမကြီးသေးတဲ့လူတွေကိုကယ်နေတာနော်အစွဲတွေတိတ်မကြီးသေးတဲ့လူတွေကိုကဲနေတာပုပ်ကိုဆွဲလူမျိုးဆွဲဘာသာဆွဲပါတီဆွဲအဖွဲ့အစည်းဆွဲဘာဆွဲညာဆွဲတိတ်မကြီးသေးတဲ့ညီတွေညီမတွေကိုအထူးသဖြင့်ကဲနေတာတန်းနဲ့ချီတဲ့လူတွေကို Star Stone တရားနဲ့ဒန်းစင်းကဲနေတာတတိထားပါလူတွေနဲ့တိတ်မကန့်နဲ့သူတို့ပေးတဲ့ဒုက္ခရောက်ရင်မင်းတယောက်ပဲစိတ်ဆိုးမယ်လမ်းသွားရင်ကြည်သွားပါသူဆိုတာကြည့်မိလားတတိထားပါနော်တတိထားကြပါနော်ချစ်ချင်းမေတ္တာအပြည့်နဲ့ချစ်ချင်းအားဖြင့် Star Stone ကအမုန်းခံပြီးတော့ဒီ live ကိုလာလွှင့်ခြင်းဖြစ်တယ်ချစ်လို့ပြောတယ်မပါခင်ဗျားတို့ရဲ့ဝိညာဉ်တွေကိုကဲနေတာစိတ်ဝိညာဉ်တွေကိုကဲနေတာလွတ်မြောက်ဖို့ကဲနေတာအဲ့ဒီပညာတတ်အောက်တန်းသားတွေရဲ့လှုပ်ချင်တိုင်းလှုပ်နေတဲ့ဘဝကနေလွတ်မြောက်ဖို့ကဲနေတာပညာတတ်ဟန်ဆောင်ထားတဲ့အောက်တန်းသားတွေရဲ့လှုပ်ချင်တိုင်းလှုပ်နေတဲ့ဘဝကနေခံနေရတဲ့ဘဝကနေ Star Stone ကဲနေတာနော်ဟုတ်ပြီလားပြုံးကြီးကဲနေတာသတိထားကြပါနောက်ဆုံးပိတ်စကားလေးတစ်ခုထပ်ပြောမယ်မြန်မာဒီမိုကရေစီလှုပ်ရှားမှုဟာ1962ခုနှစ်နေဝင်းအာဏာသိမ်းပြီးကြတဲ့ကစတယ်အခုຫນွေဦးတော်လည်းကာလာယနေ့ချိန်ထိအာဏာရှင်ကသူ့အလုပ်ကိုသူ
တကယ်လုပ်တယ်ပြပြလုပ်တယ်မနာမနေလုပ်တယ်ပူဇော်ပါသက်လုပ်တယ်တမုံလုပ်တယ်အာနာရှင်ဟာအာနာရှင်ဇယိုက်ပိသားစွာနဲ့အာနာရှင်ဆန်းဆန်းပြပြသူတို့လုပ်ကိုသူတို့တကယ်လုပ်တယ်ဒီမိုကရေစီလိုချင်လာပါသည်ဆိုတဲ့ခင်ဗျားတို့မြန်မာပြည်သူအများစုကြီးဒီမိုကရေစီရေးလှုပ်ရှားမှုတကယ်ပြလုပ်သလားကိုယ့်ဟာကိုနှစ်ဖူးပေါ်လက်တင်စဉ်းစားမိရင်ငါလေးရင်မောတယ်မင်းလေးနဲ့ဝေးများဝေးရင်ငါလေးသေလိမ့်မယ်လုံးမနေနှစ်ဖူးပေါ်လက်တင်ပြီးကိုယ့်ဟာကိုစဉ်းစားငါတို့ဒီမိုကရေစီသားလိုချင်တာငါတို့တကယ်ပဲအာဏာရှင်တွေလောက်ဆောက်လုပ်လို့ရလားပြန်စဉ်းစားအာဏာရှင်ကနေမနာညမနာအာဏာရှင်စရိုက်ပိသားစွာနဲ့အာဏာရှင်အလုပ်ကိုဘယ်သူမျက်နှာမှမထောက်ဘဲနဲ့တကယ်လုပ်နေတယ်ယနေ့ချိန်ထိလုပ်တယ်1962ခုနှစ်ကနေစပြီးတော့ယနေ့ချိန်ထိလုပ်တယ်မင်းအွန်လိုင်းလက်ထက်ထိလုပ်တယ်မာဆာလာနဝတနာဖသိမ့်သိမ့်အန်နရီခေမင်းအွန်လိုင်းခေအခုတမရမင်းအွန်လိုင်းခေလုပ်တယ်အာဏာရှင်လုပ်ကိုတကယ်လုပ်တယ်ခင်ဗျားတို့ဒီမိုကရေစီရေးလှုပ်ရှားတဲ့တက်ကြွလှုပ်ရှားသူတွေတော်လှန်ရေးသမားတွေအာဏာရှင်တော်လှန်ရေးကိုတကယ်လုပ်ရလားနဖူးပေါ်လက်တင်စဉ်းစား I love you guys this is fucking star mate ချစ်လို့ပြောတယ်မှတ်ตาရချမ်းမြေ့တဲ့ကိုယ်စိတ်နှပြဝိညာဉ်ပါตาရချမ်းမြေ့ပြီးတော့လွတ်မြောက်တဲ့တနေ့ဝင်နေလေးဖြစ်ကြပါသလို Star Stone ရင်ထဲကနေတကယ်ဆူတောင်းပေးလိုက်ပါတယ်စိတ်ဝိညာဉ်တွေလွတ်မြောက်မှလူဘဝဟာလွတ်မြောက်တာဝိညာဉ်စိတ်ဝိညာဉ်ဆိုတာယူနားလည်အောင်ကြိုးစားကြပါဝိညာဉ်အကြောင်းကိုလေ့လာကြပါဝိညာဉ်ကဘာကြီးမှာထူးဆန်းတာတွေအများကြီးပဲဖြစ်တယ်ကျွန်တော်ကတော့ဝိညာဉ်ကဘာကြီးထဲမှာနေနေတာ၄နှစ်ကြာပြီချစ်လို့ပြောတယ်မှာပါကဲတင်ချင်းအကြောင်းကြားခြင်းတော့ကဲတင်ချင်းအကြောင်းကိုသက်နောက်ထပ် live တစ်ခုထပ်ဖို့မယ်နော်နောက်ထပ် live တစ်ခုထပ်ပြုတ်ပေးမယ်ဒီညတော့ည7:00 နာရီတကောင်ကျော်သွားပြီ7:00 နာရီ12မိနစ်ဖြစ်သွားပြီကျွန်တော်စိတ်ဝင်ခြင်းကဘာလဲမှာကျွန်တော်ဆက်ပြီးတော့ရင်မျောလိုက်အောင်မယ်စကြဝဠာတွေကိုဒိုးလိုက်အောင်မယ်ယူလိုက်အောင်မယ်နော် I love you guys ချစ်တယ်အားလုံးချစ်တယ်မြန်မာပြည်သူတန်း60တလုံးနီစိမ့်ဝါပြပန်းရောင်ဖြစ် rainbow color ဖြစ်အကောင်လုံးကိုချစ်လို့ပြောတာ Star Stone ဘဝမြန်မာပြည်သူချစ်နေတဲ့အသက်42နှစ်ပြည့်တော့မှာတတာ Have a good day bye